ရတယ်ပြည်တယ်ဆရာပြည်တယ်ကျွန်တော်တို့အခုဆိုင်နိုင် Christian Church Oscorp နော်ဝေးနိုင်ငံမှာအခုဒီနေ့စနေနေ့2025အောက်တိုဘာလ16ရက်နေ့မှာအပိုင်းလေးကိုခုတော့ခွင့်ရပါတယ်ကျွန်တော်တို့အခုကျေးဇူးတော်ကြောင့်မြန်မာဘာသာမြန်မာစကားဖြင့်အခုလိုအစာရှောင်ဆုတောင်းခြင်းနဲ့စာရှောင်ခြင်းနဲ့ဆုတောင်းခြင်းရဲ့အဓိပ္ပာယ်စာရှောင်ခြင်းနဲ့ဆုတောင်းခြင်းရဲ့အကျိုးကျေးဇူးများစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းရဲ့ရည်ရွယ်ချက်များကိုတတိခန္ဓာဒီနေ့အပိုင်းလေး2025မှာတတိခံပါတယ်အခုအပိုင်းလေးအဖြစ်မှာတော့အမျိုးမျိုးကွဲပြားပုံပြန်ပြီးတော့တတိခံမယ်ဆိုအမျိုးမျိုးကွဲပြားပုံမှာကျွန်တော်တို့အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းကိုတခင်ခရစ်တော်ပြောတဲ့အစာရှောင်ခြင်းဆုတောင်းခြင်းလို့တွဲတယ်တချို့တွေကြတော့အမျိုးမျိုးကွဲပြားပုံမှာတချို့တွေကြတော့ဆုမတောင်းမဲနဲ့စာပဲရှောင်တဲ့လူတွေရှိတယ်ပေါ့တချို့တွေကြတော့အစာမရှောင်ဘဲနဲ့ဆုတောင်းတဲ့လူတွေရှိတာပေါ့ဆိုတော့ဆုမတောင်းဘဲနဲ့အစာပဲရှောင်တဲ့လူတွေကသူတို့ဘာလုပ်တယ်လဲဆိုတော့ diet နဲ့လည်းတွားကြတာပေါ့နော်ဆိုတော့တချို့အသင်းတော်တွေမှာခရိယာမဟုတ်တဲ့ဘာသာမှာသူကအစာရှောင်တာကိုသူတို့သုံးတယ်ဗုဒ္ဓဘာသာမှာလည်းအစာရှောင်တာသုံးတယ်နောက်ပြီးတော့သူတို့ကတော့ဗုဒ္ဓဘာသာကတော့အစာရှောင်တယ်ဆုမတောင်းဘူးတရားနာတာပေါ့စာရှောင်တယ်တရားနာတယ်တရားကျင့်တယ်ဆုမတောင်းဘူးနောက်ပြီးတော့တခြားအိန္ဒိယမှာဘာသာတွေမှာအစာရှောင်တဲ့ဖွဲ့စည်းတွေတအားများတယ်သူတို့ကအစာရှောင်တယ်ဆုမတောင်းဘူးသူတို့ကအစာရှောင်ပြီးတော့တရားနာတယ်တရားကျင့်တယ်ပေါ့တရားကျင့်တယ်အတိတ်ပဲပြန်ကြည့်တဲ့အခါမှာဆုတောင်းဆိုတဲ့အတိတ်ပဲလေးကိုကြည့်တဲ့အခါမှာတချို့ဘာသာတရားတွေမှာဆုတောင်းဆိုတဲ့အတိတ်ပဲမရှိဘူးပေါ့သူတို့ကဖရာသခင်နဲ့ဆက်သွယ်မလုပ်တဲ့အခါကျတော့ဖရာသခင်မှာဆုတောင်းတာမရှိဘူးသူတို့တရားကျင့်မယ်နောက်ပြီးတော့တရားကျင့်မယ်နောက်ပြီးတော့ဆုတောင်းတဲ့မှာလဲသူတို့ဆုတောင်းတဲ့ခါမှာလဲစကားဖျားကျွန်စကားပြောတာမဟုတ်ပဲနဲ့သူတို့ကကျမ်းမာပါစေချမ်းသာပါစေဆိုတာမျိုးပေါ့နော်ဆန္ဒပြုတဲ့သဘောပိုများတယ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူတွေခရစ်ယာန်တွေမှာတော့အဲ့လိုကျမ်းမာပါစေချမ်းသာပါစေနောက်ပြီးတော့အေးချမ်းပါစေဆိုတာမျိုးနဲ့ဆုမွန်ပေးတဲ့သဘောမျိုးမဟုတ်ပဲနဲ့ဖျားသခင်နဲ့ကျွန်တော်တို့စကားပြောပြီးတော့နော်ကျွန်တော်တို့ရဲ့တောင်းဆိုချက်တွေကိုပြောပြပြီးတော့ကျွန်တော်ရဲ့ဆန္ဒတွေဖျက်ခင်ပြောပြဖျက်ခင်လို့တွေကိုကျွန်တော်ကစကားပြောတဲ့ဆက်သွယ်ရေးပေါ့ဆိုတော့ဒီမှာဆုတောင်းဆိုတဲ့နေရာမှာကျွန်တော်ယုံကြည်သူတွေကဆက်သွယ်မှုတစ်ခုဆက်သွယ်မှုအဓိပ္ပာယ်ရှိတယ်ဒါမဲ့တခြားဘာသာရပ်တွေမှာတော့ဆက်သွယ်မှုအဓိပ္ပာယ်ထက်သူတို့ကဆန္ဒပြုမှုအဓိပ္ပာယ်ပိုများတဲ့ဟာရှိတယ်နောက်တရားကျင့်ကြံမှုနောက်ပြီးတော့ကြိုးစားအထောက်မှုပိုများတယ်ကျွန်တော်စီမှာတော့ဆက်သွယ်မှုဆိုတော့ဆက်သွယ်တဲ့နေရာမှာလည်းဖရာသခင်နဲ့လူသားဆက်သွယ်မှုသခင်ခရစ်တော်နဲ့လူသားဆက်သွယ်မှုတန်ရှင်းသောဝိညာဉ်တော်နဲ့လူသားဆက်သွယ်မှုကိုကျွန်တော်ပို့ပြီးတော့ဆုတောင်းလို့ဒီပဲပေါက်တယ်အဲ့ဒီခါမှာအဲ့ဒီဆက်သွယ်တဲ့နေရာမှာလည်းပဲเนาะကျွန်တော်တို့ကဟိုအသက်တာကြီးထွားမှုနဲ့ညီညွတ်ပြီးတော့ဆိုပါတော့ကျွန်တော်သားသမီးကမိဘကိုဆက်သွယ်တဲ့ခါမှာသားသမီးငယ်တဲ့ချိန်မှာမိဘကိုတို့ကအကူအညီတောင်းတဲ့ခါမှာတို့ကခိုင်းတဲ့အကူအညီတောင်းခြင်းပုံများတာပေါ့ရေတောက်ခြင်းတယ်ဆိုမိဘရေတက်ရတယ်မုံစားခြင်းတယ်ဆိုမိဘမုံကျွေးရတယ်နောက်ပြီးတော့တေးပေါက်ခြင်းတယ်ဆိုမိဘတေးပေါက်ခံရတယ်ဆိုတော့သားသမီးနဲ့မိဘဆက်ဆံရေးမှာသားသမီးငယ်ရုံးဆိုရင်မိဘကိုစကားပြောသူတို့ရဲ့ဖြစ်ချင်တာလိုအပ်တာကိုမိဘလုပ်ပေးရတဲ့သဘောရှိတယ်ဒါပေမဲ့သားသမီးကြီးလာတဲ့ခါမှာတော့မိဘကဖြစ်ချင်တာကိုလုပ်ပေးတဲ့သဘောမဟုတ်တော့ဘူးလမ်းပြတဲ့သဘောဖြစ်လာတယ်လမ်းပြတဲ့သဘောဖြစ်လာပြီးနောက်မှာသားသမီးလွတ်လပ်ခွင့်ရလာတဲ့ခါမှာတော့သားသမီးကမိဘကိုနော်ဆက်ဆံတဲ့ခါမှာခုနနော်ခိုင်းတဲ့သဘောမျိုးနောက်ပြီးတော့လမ်းပြခိုင်းတဲ့သဘောမျိုးထက်ပို့ပြီးတော့ရင့်ကျက်လာပြီးတော့လွတ်လပ်ခွင့်ပေးလာတာပေါ့လွတ်လပ်ခွင့်ပေးလာတယ်ဆိုတော့သားသမီးတွေနော်တက်20ဆိုတော့30ဖြစ်လာမှာမိဘသားသမီးကိုလွတ်လပ်ခွင့်ပေးနိုင်လေသားသမီးတွေတူတက်မှုများလေနော်မိဘသားသမီးကိုလွတ်လပ်ခွင့်မပေးလေသားသမီးတူတက်မှုနည်းလေပေါ့ဆိုတော့အဲ့ဒီတိုင်းကိုကျွန်တော်ယနေ့မြန်မာနိုင်ငံယုံကြည်သူများနောက်အမေရိကန်ယုံကြည်သူနိုင်ငံခြားယုံကြည်မှာတော့တယောက်ကွာဟချက်ကသားသမီးတွေကိုလွတ်လပ်ခွင့်ပေးနိုင်လေသားသမီးတူတက်လေဆိုတော့လူတွေကမမြင်ဘူးဆိုရင်လွတ်လပ်ခွင့်မပေးတော့ဘူးဆိုမပေးတော့ချုပ်ကင်လေဆိုတော့သားသမီးကလွတ်လပ်ခွင့်
ဒါသမီးကချုပ်ကင်ခံလေးလေးတူတက်မှုနဲ့လေးလေးပေါ့အဲဒါဆိုအာရှတ်ဖက်မှာကျွန်တော်တူတက်မှုတာအနေသွားတယ်နောက်နိုင်ငံဘက်မှာတူတက်မှုတာများသွားတာပေါ့ဆိုလွတ်လပ်မှုပေးခြင်းဟာလွတ်လပ်မှုပေးခြင်းဟာတိုးတက်ဖို့ရန်အတွက်အခွင့်အခါဖွင့်ပေးခြင်းမျိုးနဲ့ကျွန်တော်လွတ်လပ်ခိုင်းတဲ့သဘောမျိုးနဲ့လိုတာပေါ့အဲ့တော့ကျွန်တော်တို့ယုံကြည်သူမှလည်းနော်ဖယားခင်ကျွန်တော်ဆက်ဆံရေးဆူတောင်းတဲ့နေရာမှာဖယားခင်ကျွန်တော်လွတ်လပ်ခွင့်ပေးလာတဲ့ဟာကိုကျွန်တော်ကမမြင်ဘဲနဲ့နော်ကျွန်တော်ညင်ရတော့ကနော်ခလေးလေးအဖေမေဆက်ဆံတယ်လို့ပဲအမြင်နဲ့ဆက်ဆံနေမယ်ဆိုရင်ကျွန်တော်ယုံကြည်ခြင်းမှာအသက်တာမှာလွတ်လပ်ခွင့်ကိုအတုံးမချဘဲနဲ့နေဖို့တအားလွယ်တာပေါ့ဆိုတော့အခုဒီမှာအစာဆောင်ဆူတောင်းခြင်းအမျိုးမျိုးတွေမှာနော်ဘာသာတရားများရဲ့အစာဆောင်ဆူတောင်းခြင်းရှိတယ်လို့နော်အစာဆောင်ခြင်းရှိတယ်လို့ဆူတောင်းခြင်းရှိလို့ကျွန်တော်တို့ယုံကြည်သူမှာလည်းအစာဆောင်ခြင်းဆူတောင်းခြင်းရှိတယ်အခုအမျိုးတွေမှာပေါ့နော်ကျွန်တော်ဒီဆူတောင်းခြင်းအမျိုးအစားနဲ့အစာဆောင်ခြင်းအမျိုးအစားဆိုပြီးတော့ခွဲကြည့်ရအောင်အခုပထမဆုံးအစာဆောင်ခြင်းမျိုးစားကိုပြောကြည့်မယ်အစာဆောင်တဲ့အမျိုးအစားထဲမှာများသောအားဖြင့်ကျွန်တော်တို့ခုလေ့လာတဲ့အခါမှာ၃မျိုးတွေ့ရတယ်ဆိုတော့အစာဆောင်တဲ့မျိုးစား၃မျိုးထဲမှာနံပါတ်1မျိုးစားနံပါတ်2မျိုးစားနံပါတ်3မျိုးစားဆိုတော့ခွဲမယ်ဆိုရင်နံပါတ်1ကတဝက်တစ်ပြက်အစာဆောင်ဆူတောင်းခြင်းပေါ့အဲ့ဒါအင်္ဂလိပ်လိုကျတော့ partial PARTIL partial prayer and fasting ပေါ့ fasting အဲ့ဒါနော်အစာဆောင်ခြင်းအမျိုးအစားတွေမှာနော် partial prayer and fasting ဒီမှာဆူတောင်းခြင်းအမျိုးအစားလို့စခဏထားလိုက်မယ်အစာဆောင်ခြင်းမျိုးတွေမှာ partial prayer and fasting ဆိုဒီမှာ prayer ကိုခဏမပြောသေးပဲနဲ့ fasting ကိုပြောကြည့်မယ် partial ဆိုတာဘာလဲလို့မေးတဲ့အခါမှာတော့တဝက်တစ်ပိုင်းနော်ရှောင်ခြင်းပေါ့ဆို partial ကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာတဝက်တစ်ပိုင်းရှောင်တဲ့အခါမှာလဲဆိုတော့တရက်မပြည့်တဲ့အစာရှောင်ခြင်းပေါ့တရက်24နာရီမပြည့်တော့အစာရှောင်ခြင်းနောက်ပြီးတော့ဒုတိယပိုင်းကျတော့ normal လို့ပြောတယ် normal prayer and fasting ဆိုတာရှိတယ်အဲ့ဒါကြပါလဲဆိုတော့နော်တရက်ပြည့်သွားတဲ့အစာရှောင်ခြင်းပေါ့အစာရှောင်ခြင်းကိုတရက်ပြည့်စေတဲ့အစာရှောင်ခြင်းရက်ပြည့်အစာရှောင်ခြင်းဟိုကရက်မပြည့်အစာရှောင်ခြင်းနောက်နံပါတ်3မှာရက်ပြည့်အစာရှောင်ခြင်းနံပါတ်3မှာတော့ဘာမျိုးစားလဲဆိုတော့အစာရှောင်တဲ့အခါမှာတို့ကရေပါရှောင်တဲ့အစာရှောင်ခြင်းကို absolute prayer and fasting လို့ခေါ်တာပေါ့ absolute prayer and fasting ဆိုနှုတ်ပိတ်မြန်မာလိုအပ်ပြန်တဲ့အခါမှာနှုတ်ပိတ်အစာရှောင်ခြင်းနဲ့ဆူတောင်းခြင်းဆိုတော့အစာရှောင်ခြင်းနဲ့ပြောမှဆိုတော့တဝက်တစ်ပိုင်းရှိမယ်နောက်ပြီးတော့အပြည့်ရှိမယ်နောက်နှုတ်ပိတ်ရှိမယ်၃မျိုးခွဲနိုင်တယ်ဆိုတော့၃မျိုးထဲမှာပြန်ကြည့်တဲ့အခါမှာနံပါတ်1ကိုတသက်ခံကြည့်မယ်ရှင်းပြကြည့်မယ်ဝေငှကြည့်မယ်ဆိုရင် partial prayer and fasting ကိုပြန်မလို့ပြောတဲ့အခါမှာတဝက်တစ်ပိုင်းဆူတောင်းခြင်းနဲ့အစာရှောင်ခြင်းလို့ပြောမယ်ဆူတောင်းခြင်းမပြောသေးဘူးအစာရှောင်တဝက်တစ်ပိုင်းအစာရှောင်ခြင်းနဲ့မှာတဲ့နော်တဝက်တစ်ပိုင်းကိုပြန်ကြည့်တဲ့အခါမှာတရက်ထဲမှာအခုလူတွေအစာရှောင်တာပြန်ကြည့်တဲ့အခါမှာမနေ့ပိုင်းရှောင်ပြီးတော့ညနေပိုင်းစားတဲ့လူတွေတွေ့တယ်နောက်ပြီးတော့ညနေပိုင်းရှောင်ပြီးတော့မနေ့ပိုင်းစားတဲ့လူတွေ့တယ်ဆိုတော့အဲ့ဒီနှစ်ခုကနော်အခုအသင်းတော်တွေမှာလည်းအများကြီးတွေ့ရတယ်ဘာသာတရားမှာလည်းအများကြီးတွေ့ရတယ်လူတွေမှာလည်းအများကြီးတွေ့ရတယ်နောက်ပြီးတော့ချို့တွေကြတော့မနေ့ပိုင်းရှောင်ပြီးတော့ညနေပိုင်းစားတာမဟုတ်ဘူးညနေပိုင်းရှောင်ပြီးတော့မနေ့ပိုင်းစားတာမဟုတ်ဘူးအဖတ်ရှောင်ပြီးတော့အရေတောက်တဲ့လူတွေရှိတယ်ဆိုတော့အဖတ်ရှောင်ပြီးအရေတောက်တဲ့လူတွေကဘာလဲဆိုတော့အဖတ်ကဟိုထမင်းရှောင်ပြီးတော့လက်ဖက်ရည်တောက်တာမျိုးနော်ထမင်းရှောင်ပြီးတော့လက်ဖက်ရည်တောက်တာမျိုးထမင်းရှောင်ပြီးတော့နွားနို့တောက်တာမျိုးအဲ့လိုအဖတ်ရှောင်ပြီးတော့အရေတောက်တာမျိုးဆိုတော့အဲ့ဒီဟာနဲ့တို့ကြည့်တဲ့ခါမှာ၃မျိုးကိုသွားဖမ်းလို့ရတယ်ဆိုတော့၃မျိုးထဲမှာနော်မနက်ရှောင်ပြီးတော့ညနေပိုင်းစားတဲ့အဖွဲတွေကိုလေ့လာကြည့်တဲ့ခါမှာကျွန်တော်ချင်းပြင်းထဲမှာတော်လကောင်းမြန်မာနိုင်ငံမှာတော်လကောင်းနိုင်ငံခြားမှာတော်လေ့လာတဲ့ခါမှာခရိယန်ဘာသာရေးအတိုင်းဝိုင်းတွေမှာအများကြီးတွေ့ရတယ်ကျွန်တော်တို့တောက်ကြနေ့စာရှောင်ခြင်းစနေနေ့စာရှောင်ခြင်းအဲ့လိုအသင်းတော်တွေမှာအမျိုးသမီးစာရှောင်ခြင်းအမျိုးသားစာရှောင်ခြင်းအသင်းတော်လူကြီးများစာရှောင်ခြင်းဆိုပြီးတော့တောက်ကြစနေသူတို့ရဲ့ weekend မှာသူတို့ကမနေ့ပိုင်းရှောင်ပြီးတော့ညနေပိုင်းစားတဲ့ဖွဲ့စည်းတွေအများကြီးတွေ့ရတယ်ကျွန်တော်အဲ့ဒါကိုတော့ချင်းတောင်မှာတွားပြီးတော့လေ့လာကြည့်တယ်ရန်ကုန်မှာလည်းလေ့လာကြည့်ပါတယ်များသောအားဖြင့်ချင်းတောင်ဘက်မှာလေ့လာတာတော့တောက်ကြနေ့မဟုတ်ရင်စနေနေ့မှာသူတို့မနေ့ပိုင်းရှောင်ပြီးတော့ညနေပိုင်းစားတယ်ဆိုတော့တဝက်စာဆောင်ခြင်းပေါ့
အဲ့ဒါကြည့်တဲ့ခါမှာဘာတော်တွေ့တယ်လဲဆိုမနေ့ပိုင်းရှောင်ပြီးတော့ညနေပိုင်းစားတဲ့စာရှောင်ခြင်းကိုလှုပ်တဲ့လူတွေကိုတွားပြီးတော့မီးမြန်းဆုံဆန်းတဲ့ခါမှာသူတို့ကဗိုက်နာယောဂရှိတဲ့လူတွေ့ရတယ်ဗိုက်နာတဲ့လူရှိတယ်တွေးတိုးတဲ့လူရှိတယ်ဆိုတော့သူတို့ရဲ့ဗိုက်နာယောဂအစာအိမ်ယောဂနဲ့တွေးတိုးယောဂဆီချိုယောဂတွေရှိတယ်အဲ့ဒါသူတို့မပြောက်သွားဘူးတဲ့မပြောက်သွားဘူးဆိုတော့အဲ့ဒီမနေ့ပိုင်းတဝက်အစာဆောင်တဲ့လူတွေကဗိုက်နာယောဂတောင်ရသွားတယ်တွေးတိုးယောဂတောင်ရသွားတဲ့လူရှိတယ်တဲ့ဆိုတော့ဟုတ်ပြီအဲ့ဒါဆိုရင်တော့ဒါဘာကြောင့်လဲဆိုတော့ပြန်လေ့လာတာပေါ့နောက်ပြီးတော့ညနေပိုင်းအစာဆောင်ပြီးတော့မနေ့ပိုင်းစားတဲ့လူတွေပြန်လေ့လာကြည့်တယ်ညနေပိုင်းဆောင်ပြီးတော့မနေ့ပိုင်းစားတဲ့လူကတော့ကျွန်တော်ချင်းပြည်နယ်ဘက်မှာသွားမတွေ့ရဘူးနော်အဲ့ဒီကျွန်တော်တို့ခရိယန်တိုင်းဝဲမှာသွားမတွေ့ရဘူးရန်ကုန်ဘက်မှာဘုရားဘာသာဘက်မှာဖုန်ကြီးတွေများသွားတွေ့ရတယ်ပေါ့ဖုန်ကြီးတွေနောက်ပြီးဘုရားဘာသာလူကြီးတွေနောက်အသင်းတော်ရဲ့လူကြီးတွေကနောက်ပြီးတော့ကျန်းစာတွေမှာတော့နိုင်ရင်လပေါ့သူတို့ကြတော့မနေ့ပိုင်းကိုစားပြီးတော့ညနေပိုင်းဆောင်တယ်ဆိုမနေ့ပိုင်းစားညနေပိုင်းဆောင်လို့လိလာကြည့်တဲ့ခါမှာဗိုက်နာယောဂမတွေ့ရဘူးနောက်တော့တီတူယောဂမတွေ့ရဘူးဆိုသူတို့ကယောဂမတွေ့ဘူးအဲ့တော့အဲ့ဒါသွားတွေ့ရတယ်နောက်ပြီးတော့အဖတ်ဆောင်ပြီးတော့အရေတောက်တဲ့လူတွေကိုပြန်လိလာကြည့်တယ်အဲ့ဒါအဖတ်ဆောင်အရေတောက်တဲ့လူကတော့များတယ်နော်များတယ်တချို့တွေကပဲဟင်းရေတောက်ပြီးတော့ထမင်းမစားဘူးနော်ဆိုအိုင်ဇောဘက်မှာအိန္ဒိယဘက်မှာသွားတော့အိုင်ဇောဘက်သွားတော့အိုင်ဇောမှာ40ဆောင်တဲ့လူတွေနော်အဖွဲသွားတွေ့တော့အဲ့ဒီ40ဆောင်တဲ့ဖွဲကဆရာဥပဒေတွေ့ချင်တယ်ဆိုတော့ကျွန်တော်လည်းဟုတ်ကဲ့လားတွေ့ပါဆိုတော့ကျွန်တော်တွေ့ကြတော့40ဆောင်ကြတယ်ပြောသူတို့ကျမ်းမာတယ်တန်ဆွမ်းကြတယ်ကျွန်တော်ထင်တာသူတို့ပိန်ချုံနဲ့လာမယ်ဆိုတော့ကျွန်တော်ဆောင်းတော့လာတော့ဆက်လာအော်လိုက်တာခင်ဗျားတို့40ဆောင်သလားလို့ဟောတယ်40ဆောင်တယ်တဲ့ဘယ်နှစ်ယောက်လဲစမျိုးသမီး40ကျော်အားလုံးကလည်းလက်ဆက်အော်လိုက်တာကျွန်တော်တို့40ဆောင်တဲ့တေခါနီသူတို့ကြလက်ဆက်အဲ့နဲ့သူတို့နဲ့စကားပြောကြည့်တယ်40ဆောင်တဲ့ဘာအတွေ့အကြုံရှိလဲဘယ်လိုခံစားလဲဘာပဲကောင်းကြည့်မင်းနဲ့သူတို့ကလည်းပဲဟင်းတောက်လာတော့ဖြစ်နေတယ်သူက40လုံးပဲဟင်းတောက်တယ်ဆိုအဲ့ဒါ40လုံးပဲဟင်းတောက်တဲ့လူကကျွန်တော်တို့ normal နံပါတ်2မှာမဝင်ဘူးနံပါတ်1မှာတော့ဝင်တယ်ပဲဟင်းတောက်ပြီးတော့40ဆောင်တဲ့လူတွေကဖာရှာပဲသူတို့တယ်ဒါပေမဲ့သူတို့ရဲ့ ISO ဘက်မှာလည်းအဲ့ဒါဖာရှာ40သူကညစာဆောင်တာနဲ့အတူတူပဲပဲဟင်းတောက်တာကဆိုတော့သူတို့ကတော့အဲ့ဒါကိုနော်သူတို့ကဖာရှာဖြစ်နေတော့လည်းပဲ ISO ဘက်မှာလည်းဒါ normal နဲ့သူတို့သတ်မှတ်တာပေါ့40ဆောင်တယ်ဆိုတော့ဒါကျွန်တော်လက်ခံပုံတယောက်တော့မတူဘူးပေါ့နော်မတူဟုတ်လားအဲ့ဆိုရင်ခင်ဗျားတို့ပဲဟင်းတောက်ပြီးတော့ဆောင်တယ်ဟုတ်ပြီအောင်ဆရာနောက်ကလေးမျိုးကမယ်တောင်တက်တော့ကမယ်တောင်မှာ60ရက်ဆောင်တဲ့လူတွေ90ရက်ဆောင်တဲ့လူတော့တွေ့ပြန်အောင်ဒါနဲ့ဆရာဘုရားသူကရက်90ဆောင်ပြီးတဲ့အော်လိုက်တာတခင်ခရစ်တော်ရဲ့40ဆောင်တော့တားခဲ့တယ်ကျွန်တော်40ဆောင်တားခဲ့တယ်သူ90လောက်ဆိုတားခဲ့မှာပဲဆိုသူတို့နဲ့တွေ့ပြီးတော့စကားပြောတော့ရက်90ဆောင်တယ်တဲ့အဲ့ဒါတဖြည်းဖြည်းနဲ့သူတို့မေးကြည့်တယ်ဘာကောင်းကြည့်ရလဲဘယ်လိုခံစားလဲဘာတွေဖြစ်ရလဲမျိုးသူပြောရင်နောက်ဆုံးတာလဲသူကထင်းရက်သွားစားတာဖြစ်နေတယ်သူကထင်းရက်ငုံပြီးတော့သူတို့ဆောင်တော့အဲ့ဒါထင်းရက်ငုံပြီဆိုရင်နော်နံပါတ်1ပဲရောက်သွားပြန်ပြီနော်ထင်းရက်ငုံပြီးဆောင်တာဟာ partial နောက်ပြီးတော့ပဲဟင်းတောက်ပြီးဆောင်တာလဲ partial နောက်ပြီးအချိုရည်တောက်ပြီးဆောင်တာလဲ partial ဘယ်လိုကိုဆိုင်လဲ partial အဓိကတော့နော်အရည်တက်မဟုတ်တဲ့အဖက်ဗိုက်တမင်ပါတဲ့ဟာဆောင်တဲ့လူတွေအားလုံးတော်တော်များများဖာရှင်မှာဝင်တော့သူတို့ကပို့ပြီးတော့ထိရောက်တော့ပေါ့ဒါပေမဲ့အဲ့ဒီထင်းရက်စားပြီးဆောင်တာတို့နောက်ပဲဟင်းတောက်ဆောင်တာတို့နံပါတ်2မှာသူတို့ပို့တဲ့အတွက်လည်းအဲ့ဒါကိစ္စမရှိဘူးပေါ့သူတို့သဘောပေါက်တဲ့နေရာပေါ့ဆိုတော့များသောအားဖြင့်အဲ့ဒီဖာရှင်မှာ3မျိုးသွားဖမ်းလို့ရတယ်အဖက်ဆောင်ပြီးအရေးတောက်တဲ့လူမနေ့ဆောင်ညစားတဲ့လူညဆောင်မနေ့စားတဲ့လူဆိုတော့ကျွန်တော်ရဲ့အခုတွေးရှိချက်ရဆိုရင်ဖာရှင်မှာပေါ့ကျွန်တော်လည်းအခုဖာရှင်တဖြည်းဖြည်းနဲ့သဘောပေါက်လာတယ်သဘောပေါက်လာတော့ကျွန်တော်တွေ့ရှိချက်ရဆိုရင်ဖာရှာဆောင်တဲ့တဲမှာကျွန်တော်ကညနေဆောင်တဲ့လူတွေကကျမ်းမာရေးရခန္ဓာကိုကျမ်းမာရေးရသူပို့ပြီးတော့ကောင်းကြရတာတွေ့ရတယ်။နောက်ဒီဘက်မှာတော့ကျွန်တော်လည်းတိတ်ပြီးတော့မဖမ်းနိုင်ဘူးပေါ့နော်။စိတ်ပိုင်းဆိုင်ရာမှာဘာကောင်းကြည့်ရတယ်ဆိုတာတိတ်မဖမ်းနိုင်ဘူး။နောက်နှလုံးသားဘက်ဘာကောင်းကြည့်တိတ်မဖမ်းနိုင်နာခန္ဓာမဖမ်းနိုင်သေးဘူးလေ။ခန္ဓာကိုယ်ဘက်မှာသွားဖမ်းနိုင်တာညစာဆောင်တဲ့လူတွေကတွေးတိုးပြောက်သွားတယ်။အဲ့ဒါတော့တွေ့ရတယ်။နောက်ပြီးတော့သူတို့ညက်ဆက်ဆောင်တဲ့လူတွေကအဆန်ယောဂပျောက်သွားတယ်တော်တွေ့ရတယ်ညက်ဆက်ဆောင်တဲ့လူတွေကခန္ဓာကိုယ်ဘက်မှာသူတို့အများကြီးပျောက်လာတော့တွေ့ရတယ်ဆိုတော့ကျွန်တော်လည်းခုညက်ဆက်ဆောင်တာကိုကျွန်တော်ကိုယ်တိုင်စမ်းကြည့်မယ်ဆိုတော့စမ်းကြည့်ပြီးတော့အခု10နှစ်ကျော်လောက်စမ်းကြည့်တယ်2002မှာညက်ဆက်ဆောင်တာကိုသဘောပေါက်တယ်2008ကနေစပြီးတော့စမ်းတာပေါ့ဆိုတော့2002မှာကျွန်တော်ညက်ဆက်ဆောင်ဆက်သဘောပေါက်တာကဆရာဦးမျိုးချစ်အဖြစ်သဘောပေါက်တော့တာပေါ့နော်
စာအုပ်မျိုးချင်းနဲ့2002မှာကျွန်တော်ညစာတူတူစားကြတယ်ကိုရီးယားတငယ်ချင်းတွေနဲ့ကိုရီးယားမိတ်ဆွေတွေလာတော့သူတို့ညစာကျွေးတော့ကျွန်တော်သွားစားတယ်စားတော့ကိုရီးယားမိတ်ဆွေတွေလည်းတူတူထိုင်တယ်စာအုပ်မျိုးချင်းနဲ့သူစနီနဲ့ထိုင်ကျွန်တော်စနီနဲ့ထိုင်ကြတော့ဆိုကိုရီးယားမိတ်ဆွေတွေအရပါစားကြတယ်အဲ့ဒါဆရာကြီးမျိုးချင်းကျွန်တော်ကြည့်တော့သူကမစားဘူးအဲ့ဒါကြည့်တော့မစားဘူးအဲ့ကျွန်တော်ကသူကတခုခုပဲဆိုတော့မေးလိုက်တာပေါ့ဆရာကြီးမျိုးချင်းကိုမေးတယ်ဆရာကြီးကျွန်တော်ဆရာကြီးကိုကြည့်နေတာလေညစာမစားဘူးဟုတ်လားလို့ပြောဟုတ်တယ်။အဲ့နဲ့သူအခုညစာဖိတ်တဲ့အတွက်လာစားတာဒါပေမဲ့တကယ်မစားဘူးနော်ဆိုတော့စားတယ်လို့ပဲလုပ်ပြတာဒါပေမဲ့တကယ်မစားဘူးနော်နည်းနည်းလေးပဲစားတာပေါ့မတိကြမလားစားလိုက်အဲ့နဲ့ဆရာကြီးလို့ညစာမစားတာကြာပြီလားလို့မေးတော့သူ့အသက်55နှစ်ကနေစားမစားတော့ဘူးတဲ့ဆိုတော့သူကကျွန်တော်တို့ညစာစားတဲ့ချိန်မှာ82နှစ်ပေါ့82နှစ်သူ့အသက်55နှစ်ကနေတော့ညစာမစားတော့ဘူးတဲ့ဆိုတော့82နှစ်ပေါ့ဆိုတော့ဟိုအနည်း20တော့မပြည့်သေးဘူးနော်ပြည့်သေးဘူးနော်သူ့အသက်55နှစ်ကနေပြီးခုမစားတော့တဲ့82နှစ်တခါမှမဖြတ်သေးဘူးတဲ့သူကအဲ့နဲ့ဘာဖြစ်လို့မစားတာလဲလို့မေးတော့သူကတဲ့တေးဥဆရာဖြစ်ပြီးတော့နောက်သူ့အသက်55နှစ်မတိုင်ခင်မှာ54လောက်မှာတအားဖျားတယ်တအားဖျားတော့ရန်ကုန်မှာရှိတဲ့ဘာဆေးခမ်းမဲ့ပြဘာဆေးရုံမဲ့ပြယောဂမပြောက်ဘူးတဲ့မပြောက်တော့အဲ့ဖျားတော့ကျမရဲ့မကောင်းတော့အတင်းတော်မှာတရားဟောရင်လည်းမပြောဘူးဘာလို့လဲမပြောဆိုဆေးခမ်းမြဲတမ်းပြတော့နောက်ဆုံးဆရာဝန်တရားကပြောတယ်ခမည်းယောဂကတော့နော်ဂျူးဆရာဝန်ရှိတယ်ရန်ကုန်မှာဂျူးဆရာဝန်ကိုခမည်းတော့ပြကြည့်ပါလားအဲ့ဂျူးဆရာဝန်ပြရင်တော့ပြောင်းနိုင်လိမ့်မယ်ကျန်တဲ့လူတွေကတော့ကျွန်တော်နားမလည်ဘူးလို့ပြောတော့ဟုတ်ကဲ့ဆိုဂျူးဆရာဝန်တော့ပြလိုက်တယ်ဂျူးဆရာဝန်တော့ပြတော့တဲ့ဂျူးဆရာဝန်ကသူ့ကိုကြည့်ရတဲ့နှစ်ခါကြည့်တဲ့သုံးခါကြည့်မပြောဘူးနှစ်ခါတော့နောက်ဆုံးမှသူကျွန်တော်ခမည်းကိုကျွန်တော်ကြည့်နေတာတဲ့နော်ညစာမစားဘဲနေကြည့်ပါလားညစာမစားဘဲတဲ့သုံးပတ်နေကြည့်ပြီးမှပြန်လာကျွန်တော်အဲ့ဒါဆန်းချင်တယ်ကျန်တာတော့မဆန်းတတ်တော့ဘူးညစာမစားသုံးပတ်လောက်နေကြည့်မှပြန်ကြည့်မယ်ဆိုဟုတ်ကဲ့ဆိုညစာမစားသုံးပတ်နေတော့ပြတော့ယောဂပျောက်သွားပြီအဲ့နဲ့ခမည်းဒီနေ့ကဆက်ပြီးကျွန်တော်ပြောမယ်တဲ့ဆရာဝန်ကညစာမစားနဲ့တန်ရင်လာညစာမစားဘူးအဲ့လိုသူကကျန်းစာတော့တန်ရင်လာညစာမစားဘူးခမည်းညစာမစားနဲ့ကျမ်းမာချိန်ညစာမစားမယုံဆန်းကြည့်လို့ပြောတော့သူလည်းဆန်းကြည့်တာတဲ့ဆန်းကြည့်တော့တကယ်မဖျားဘူးတဲ့အဲ့ဒါနဲ့82နှစ်ကျွန်တော်နဲ့တွေ့တဲ့ချိန်မှာသူမစားသေးဘူးဆိုသူညစာမစားဆိုတာလေသူတို့ဘာသာရေးထုံတန်းဆင်လာတဲ့ညနေ2နာရီလောက်စားပြီးတော့ညနေမစားတော့အဲ့လိုမျိုးမဟုတ်ဘူးနော်သူတို့ဘာသာရေးထုံတန်းဆင်လာတဲ့7နာရီနောက်ပိုင်းစားအဲ့လိုမျိုးဘာသာရေးထုံတန်းဆင်တဲ့ပြညက်ကြမ်းမျိုးနဲ့နော်ဟိုပုံတင်နေတော့မျိုးမဟုတ်တော့ညစာကိုနော်ညနေ2နာရီပဲစား3နာရီပဲစား4နာရီပဲစားနည်းနည်းလေးပဲစားတယ်လူတွေကြည့်ရစဉ်သမင်းစားတယ်ပုံစံမျိုးဒါမှမစားဘဲနေပလိုက်ဆိုတော့နည်းနည်းလေးပဲစားတယ်ဆိုလူတွေကသူ့ကိုညက်ဆာမစားမှမသိဘူးတဲ့အဲ့လိုနေပလိုက်တယ်ဆိုကျွန်တော်သူ့ကိုပြန်မေးတော့အဲ့တော့ကျွန်တော်မေးတာတစ်ခုရှိတယ်မဒီနေ့တော့မပြောဘူးပါဆိုဒီပြိတ္တတွေအတွက်လည်းနည်းနည်းမကောင်းမှဆိုလို့ပေါ့နော်သူပြောတာတော့နော်ကျွန်တော်မပြောဘူးဒါမဲ့ကျွန်တော်မေးတဲ့မေးခွန်းလေးပြောမှာပေါ့ဆရာကြီးညက်ဆာမစားဘဲနဲ့နေပြီးတော့ဒီလောက်ကျမ်းမာတာအခုဆရာကြီးနဲ့အတူတူလုပ်တဲ့နော်ကျွန်တော်မိတ်ဆွေတွေအများကြီးရှိတယ်ဒေဥဆရာလေးဖိလစ်ပိုင်ကျောင်းဆင်းနေလည်းအများကြီးရှိတယ်ကျွန်တော်တို့ချင်းနေလည်းအများကြီးပေါ့သူနဲ့တူလုပ်တဲ့လူချင်းနေတာအများတယ်ဆရာကြီးကျွန်တော်မိတ်ဆွေတွေအများကြီးရှိတယ်ဆရာကြီးနဲ့တူတူလုပ်တဲ့လူတွေအခုသူတို့ကြတော့ညစာစားတယ်ဆရာကြီးသူတို့ညစာမစားဆိုတခါမှတက်တည်မခံဘူးလားသူတို့ရှိမှတက်တည်မခံဘူးလားလို့မေးတော့ဆရာကြီးမချက်ပါလေခင်ဗျားတို့ချင်းနေရတယ်ကြာဟာဆောင်အကုန်လုံးတက်တယ်ဆိုတော့ကျွန်တော်တို့အထင်မှမကြည့်တော့တာတဲ့ဆိုတော့ဒါလည်းကျွန်တော်လည်းစီယုံတယ်ခင်ဗျားတို့ချင်းနေရတဲ့ကြာဟာဆောင်အကုန်လုံးတက်ပြီးတော့တက်ပွဲတွေအကုန်လုံးရတယ်ဆိုတော့တဲ့ကျွန်တော်တို့ကြာဟာဆောင်မတက်လို့အထင်မှမကြည့်တော့တာတဲ့ကျွန်တော်ကပြောရလဲသူတို့လက်ခံမှာမဟုတ်ဘူးတဲ့ဆိုတော့အဲ့လည်းဟုတ်တာပဲဒါလည်းနော်မတူရအားနဲ့ချက်မှမဟုတ်လူသားတိုင်းရအားနဲ့ချက်ပေါ့လူသားကျမ်းစာဆောင်တက်တယ်လို့ကျမ်းစာမတက်တယ်လို့အထင်သေးတယ်အစာရှောင်တယ်လို့မရှောင်တယ်လို့အထင်သေးတယ်ကျမ်းစာဖတ်တယ်လို့မဖတ်တယ်လို့အထင်သေးတယ်နော်ကျွန်တော်တို့ကအာတန်တဲ့ဘက်ကနေမှအာမတန်တဲ့ဘက်ကအမြဲတမ်းထင်သေးတယ်ယောဂရှိတာကိုဆိုတော့အဲ့ဒါလည်းဟုတ်တာပဲနော်ကျွန်တော်လည်းအဲ့ဒါတော့မှန်တယ်နော်လူတိုင်းဟာကျွန်တော်အာတန်တဲ့ဘက်မှာလူတွေမလာတဲ့လူအထင်သေးပြီလေနော်စာရှောင်တယ်လို့မရှောင်တယ်လို့အထင်သေးကျမ်းစာဆောင်တက်တယ်လို့မတက်တယ်လို့အထင်ကြီးနော်နောက်ပဲပတ်စံနေတဲ့ရှိလို့မရှိလို့အထင်သေးကျွန်တော်ကလည်း
ကိုရှိတဲ့ဖက်ကနေပြီးတော့မရှိတဲ့ဖက်ကိုအမြင်တမ်းအထင်သေးတယ်ဆိုတော့သူပြောတာဟုတ်သားပဲနော်အဲ့ဒါကျွန်တော်လည်းအဲ့ဒါသူနဲ့တို့တမင်းစား2000နဲ့မှာကျွန်တော်လည်းစဉ်းစားတာပေါ့စဉ်းစားတော့ကျွန်တော်လည်းနေမကောင်းတယ်လို့မြင်နှံဖြစ်တော့ညစာရှော့ကြည့်တယ်ကောင်းတယ်နောက်စားကြည့်တယ်မောတယ်ဆိုတော့တဖြည်းဖြည်းနဲ့မောရင်နဲ့အဲ့ဒါဆိုရင်တော့စမ်းကြည့်မယ်ဆိုတော့2008မှာဆက်ဆန်းလိုက်တာပေါ့2008ဆက်ပြီးတော့ညစာကိုရှောင်မယ်ဆိုပြီးတော့စမ်းကြည့်တယ်ဆိုဒီမှာ partial ပေါ့နော်ညစာကိုရှောင်ကြည့်တယ်အခုထိရှောင်တယ်လို့ကိုယ်သတ်မှတ်တယ်ဒါပေမဲ့လူတွေကတော့စားတယ်လို့ထင်တာပေါ့နော်အမြင်အခုတော့နားလည်လာပြီအခုတော့ဆိုတော့နောက်ဆုံးမှအခု partial တဝက်တစ်ပိုင်းအစာရှောင်ခြင်းရဲ့ညစာရှောင်တာခုသဘောပေါက်လာတာပါလို့ဆိုတော့ဆရာဝန်ကြီးပြောတာသဘောပေါက်လာတယ်ဆရာဝန်ကမိမိရဲ့ခန္ဓာကိုယ်ကလူတယောက်ခန္ဓာကိုယ်ကနော်သမင်းစားပြီးအသက်40အောက်လူငယ်တွေကသမင်းတစ်ပတ်ကမဲဆဆနှစ်ပတ်ကမဲဆဆနော်အသက်40အောက်လူငယ်တွေကတဲ့စားပြီး9နာရီမှအစာကြည့်ပြီအစာအကုန်လုံးခြေပြီအစာရင်အစာခြေတာကိုလေ9နာရီနဲ့ခြေနိုင်တယ်အသက်40ကျော်လာပြီးတော့60ကြားဆိုရင်သမင်းစားပြီးအဆိုင်ကခြေတာတနင်္လာနောက်ကျသွားပြီဆိုတော့6နာရီမှပြီးတယ်ဆိုတော့အသက်60ကျော်လာရင်ပို့ပြီးတော့ကြာရင်ကြာမှာပေါ့ဒါပေမဲ့ကျမကြီးလူ exercise မတူဘူးပေါ့နော်ဆိုတော့ exercise မတူ exercise များများလုပ်တဲ့လူကအစာခြေတာပိုမြန်မယ် exercise နည်းနည်းလုပ်တဲ့လူကအစာခြေတာပိုနှေးမယ်ဆိုတော့ကျွန်တော်တို့က9နာရီနဲ့6နာရီကျမှအစာခြေတာနော်မြတ်တော့အဖြစ်ပြီးမယ်နည်းနည်းနောက်ကျရင်9နာရီပေါ့ဆိုအဲ့လိုသဘောပေါက်ဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်ညစာရှောင်လဲဆိုတာအခုခန္ဓာကိုယ်မှာအစာတော့အစာခြေတာကိုလက်ကြံမရှိဘဲနဲ့နော်ခြေပြီးမှအိတ်လို့ရှိအဲ့ဒါတခုပေါ့နောက်လက်ကြံရှိပြီးတော့အိတ်ရင်ဘာဖြစ်တယ်လဲဆိုတော့ပြန်လေးလာတယ်ပြန်လက်လာတဲ့ခါမှာမိမိစားတဲ့စားစာကိုစားပြီးနောက်ဆိုတော့အသက်40အောက်ပဲဖြစ်ဖြစ်အသက်40ကျော်ပဲဖြစ်ဖြစ်မိမိစားတဲ့ညစာကိုစားပြီး9နာရီနဲ့6နာရီအတွင်းမှာအကုန်လုံးခြေမယ်လို့လုပ်ထားတာကိုဆိုတော့ကျွန်တော်တို့အသေးကနေပြီးတော့ acid ထုတ်ပေးတယ် acid ထုတ်ပြီးတော့အစာရင်ကလက်ခံတယ်အစာရင် acid ကိုတုံးပြီးတော့အစာကိုခြေတယ်ခြေပြီးတော့9နာရီနဲ့6နာရီခြေတယ်အဲ့ဒါကိုညစာစားပြီးလူတယောက်ကတနာရီစားပြီးနောက်တနာရီမှအိတ်လို့ရှင်ဘယ်နာရီကျန်လဲ4နာရီကျန်တယ်ဟုတ်ပြီစားပြီးနောက်2နာရီမှအိတ်ရင်3နာရီကျန်တယ်စားပြီးနောက်3နာရီမှအိတ်ရင်2နာရီကျန်တယ်စားပြီးနောက်4နာရီမှအိတ်ရင်1နာရီကျန်တယ်စားပြီးတော့9နာရီမှအိတ်ရင်တော့နည်းနည်းကျန်နိုင်တယ်အဲ့ဆိုနောက်ကျပြီးတော့စာချီနောက်ကျဆိုနောက်ပြီးစားပြီးနောက်6နာရီအိတ်ရင်တော့လက်ကျန်တအားနေသွားပြီဆိုလက်ကျန်တအားနေရင်တဲ့ညအိတ်တဲ့ခါမှာလူရတယ်ညအိတ်တဲ့ခါမှာအိတ်ပျော်တာနဲ့တပြန်အဆိုင်ကအနားယူပြီနားယူအဆမချီတော့ဒါပေမဲ့အိတ်တဲ့ခါမှာအိတ်မပျော်သေးရင်တော့ဆိုင်ရချီတော့မယ်ဒါပေမဲ့အိတ်မပျော်သေးရင်တော့ဆိုင်ချီတော့မယ်အိတ်ပျော်တာနဲ့ဆိုင်ရနားယူပြီဆိုအနားယူတဲ့ချိန်မှာအစာလက်ကျန်အားလုံးဟာတဲ့နော်အဲ့ဒီအနားယူပြီးနောက်ညအိတ်အနားယူပြီးနောက်9နာရီအတွင်းမှာနောက်ထပ်9နာရီအတွင်းမှာပေါ့အဆိုင်လက်ကျန်အားလုံးဟာအချင်းဖြစ်သွားပြီဟိုချင်းစကားနဲ့ဆိုရင်ဥသွားပြီပေါ့ဗမာစကားနဲ့ဆိုရင်တိုးသွားပြီဟုတ်တယ်ဆိုတော့တိုးသွားပြီဆိုရင်တဲ့အဲ့ဒီဥရဆိုတာအဓိပ္ပာယ်ပါလဲဆိုတော့ acid ဖြစ်သွားပြီ acid ဖြစ်သွားပြီဆိုတော့အဲ့ဒီမှာဥဆိုတဲ့စကားလုံးရဲ့တိတ်ပံနည်းမြပြောကြည့်မယ်နော်ဟို acid ကခြေတဲ့အရာက acid ကခြေတဲ့အရာကသူကအချင်းဒါပေမဲ့ဥတဲ့ချိန်မှာအချင်းမဟုတ်တော့ဘူးသူက gas ပါသွားပြီအဲ့ဒီ gas ကဘာနဲ့တူလဲဆို ammonia gas နဲ့တူတယ် ammonia gas ဆိုတာဘာလဲဆိုတော့သူကဟိုအသွေးကြောတွေကိုလေသွေးကြောတွေသူကထိုးဖောက်နိုင်တယ်ဆိုအဲ့မှာလက်ကြံဘယ်လောက်ကြံတယ်လဲဆိုတော့ကြည့်ပြီးတော့အဲ့လက်ကြံကဥသွားပြီလက်ကြံကတိုးသွားတဲ့ခါမှာအဲ့တိုးတဲ့ချိန်မှာအနံ့ထွက်တယ်အဲ့တိုးတဲ့ချိန်မှာအနံ့ထွက်တဲ့ຢာက gas ပေါ့အဲ့ဒီ gas ကလီလေရင်ဝိဆိုဘူးဆိုပြီးလေလိုက်ရင်တော့အပြင်ထွက်တာပေါ့ဒါပေမဲ့အဲ့ပြောတဲ့ချိန်မှာလေလေတာတိတ်မများဘူးလေနော်လေမလဲဘူးဆိုရင်တဲ့သူကအတွင်းကနေပြီးတော့ခန္ဓာကိုယ်သွေးကြောကိုသူကပြက်တယ်ပြက်တဲ့ခါမှာအုတ်နှောက်ထိရောက်ရင်သွေးတိုးပြီဆိုတော့သွေးတိုးယောဂအားလုံးဟာ gas ကြောင့်သွေးကများသွားတာမဟုတ်ဘဲနဲ့ဖိအားကများသွားတာဆို
so gas ကသွေးကိုဖိလိုက်လို့အဲ့ဒီ gas ဖိရသွေးဖိတဲ့ဟာများသွားရင်သွေးတိုးသွားပြီပေါ့ so အဲ့ဒီသွေးတိုးတာဟာတဲ့နော်သွေးတိုးယုံနဲ့လူကလေဖြတ်တာမဟုတ်ဘူးသွေးတိုးဖန်များရင်နဲ့သွေးကြောတွေတိုးရင်းနဲ့သွေးကြောတွေကျဲသွားပြီးတော့အုံနောက်သွေးကြောလေးတွေကျဲတဲ့ဟာတွေကပြက်သွားတဲ့ခါမှလေဖြတ်တာသွေးကြောကျဲတဲ့ကာလပတ်လုံးမဖြတ်သေးဘူးသွေးကြောကျဲတဲ့ဟာတွေတိတိလေးတွေကျဲလာပြီးတော့မခံနိုင်တော့ပောက်ကွဲတာပေါ့သွေးကြောတွေပောက်ကွဲတဲ့ခါကျမှလေဖြတ်တာဆိုတော့အဲ့ဒီညစာစားတာစားပြီးနောက်အိတ်တဲ့လူကခုနစားပြီးနောက်ဘာအန်ရရှိတယ်လဲဆိုတော့နံပါတ်1အန်ရစားပြီးနောက်တဏှာရည်တွင်းမှာအမြင်နဲ့အိတ်တဲ့လူကတဲ့နော်အစာရင်သွေးကြောပေါက်နိုင်တယ်စာရင်သွေးကြောပေါက်တာတော့အပြင်းထန်ဆုံးပေါ့နောက်အစာရင်သွေးကြောမပေါက်ဆိုရင်သွေးတိုးမယ်နံပါတ်2သွေးတိုးတာ gas ဖြစ်မှာပေါ့နံပါတ်3လေဖြတ်နိုင်တယ်ဆိုတော့အစာရင်သွေးကြောပေါက်နိုင်တယ်သွေးတိုးနိုင်တယ်လေဖြတ်နိုင်တယ်ဆိုတဲ့အန္တရာယ်ရှိပြီဆိုတော့စားပြီးနောက်အိတ်တဲ့လူကအစာရင်သွေးကြောပေါက်နိုင်တယ်နောက်သွေးတိုးနိုင်တယ်လေဖြတ်နိုင်တယ်ဆိုတော့ဒီ3ခုကအမြဲတမ်းစားပြီးနောက်1နာရီ2နာရီတော့အိတ်တယ်လူကအဲ့ဒီပြက်နာကအမြဲတမ်းဖြစ်ပြီးတော့ဆိုတော့ကျွန်တော်စားပြီးနောက်မိလိုက်လို့လက်ဖြံမနဲ့ထားတဲ့ခါမှာလေမျက်နှာဖောင်းလာမယ်နောက်ဒီနားလေးနာလာမယ်ဒီနားလေးနာလာမယ်ဒီနာလာတဲ့ဟာအားလုံးကအဲ့ဒါအစာမချေတဲ့လက်ကျန်တွေရဲ့ gas ပေါ့လက်ကျန်တွေရဲ့လေဖိအားပေါ့အဲ့လေဖိအားသမားတွေကတွေးတိုးမယ်နောက်ပြီးတော့ဒါတွေရောင်မယ်နောက်ပြီးတော့ဟိုကကျွန်တော်အကျောနာယောဂါပေါ့အကျောနာယောဂါဖြစ်မယ်ခုကျွန်တော်တို့ချင်းတောင်မှာကျွန်တော်သွားတဲ့ခါမှာပူနားလေသွားတာပေါ့ချင်းတော်အေဝံဂေလိဆရာတွေကတရားဟောပြီးတော့ညမှာတို့သမင်းစားဖိတ်တယ်သမင်းစားတို့သွားစားတယ်အာရပါရစားပြီးတော့ပြီးလည်းတရားဟောပြီးတော့ဟာအကျော်ကြီးနာပြီဆိုတော့နှိပ်တယ်ဟာလေအဲ့ဒီနှိပ်တာတဲ့လုံးဝမသက်သာဘူးနှိပ်လေသွေးကြောထိလေနှိပ်လေသွေးကြောထိလေဘလို့သွေးကြောတွေထိလေပေါ့ဆိုအဲ့လိုနှိပ်ရင်နဲ့တို့အသက်တူကုန်တာပေါ့တက်တူကုန်တာပေါ့ဆိုတော့နှိပ်တာဟာပျောက်ကင်းစေတာမဟုတ်ဘူးအဲ့ဒီလေကအပြစ်မထွက်ဘူးအထဲမှာပဲနော်နှိပ်ရင်းနဲ့တူကတနေရာမှာစုတဲ့လေတွေကိုပြန့်သွားတဲ့သဘောပဲရှိတယ်သွေးကြောတစ်ခုမှစုတဲ့လေပြန့်သွားတဲ့သဘောရှိတယ်အပြစ်မထွက်ဘူးပေါ့ဆိုတော့အပြစ်မထွက်တဲ့အတွက်အဲ့ဒီဟာမပျောက်တော့ဆိုတော့နှိပ်နဲ့တူပြီးသွားပြီတက်တာပြီအိပ်ပျော်တယ်အိပ်ပျော်ပြီးမဲ့ဖင်မိုးလေးတော့အကုန်လုံးပြန့်တာပဲဆိုတော့အဲ့ဒါကိုညစာရှောင်လိုက်တဲ့ခါမှာညနေ4 နာရီလောက်စားတယ်3 နာရီလောက်စားတယ်စားပြီးနောက်စားတာများရင်9 နာရီနောက်နည်းနည်းလေးစားရင်တော့2 နာရီလောက်လည်းချိန်မှာပေါ့ဆိုတော့နည်းနည်းလေးစားရင်1 နာရီလောက်ချိန်မယ်အဲ့တော့အကုန်ခြေအောင်ခြေခိုင်းပြီးမှအိတ်လို့ရှိရင်တဲ့မျက်နှာကမှန်တဲ့ကြည့်တာနဲ့သူကလုံးဝမဖောင်းတော့ဘူးမျက်နှာကဖောင်းလည်းမဖောင်းတော့ဘူးပူလည်းမပူတော့ဘူးဝါလည်းမဝါတော့နောက်မျက်စိဒီလိုကြည့်ရတယ်ပေါ့တအားပေါ့တဲ့ဆင်ပေါ့ဆိုတော့အဲ့ဒါကိုသွားဆန်းကြည့်တာပေါ့ကျွန်တော်သွားဆန်းကြည့်တဲ့အခါမှာတဖြည်းဖြည်းနားလည်လာတယ်။အိုးညစာမစားပြီးမနေ့ထိုင်ကျမ်းမာလုံးလို့မနေ့9 နာရီထိုင်လဲကျမ်းမာလဲ6 နာရီထိုင်လဲကျမ်းမာ4 နာရီထိုင်လဲကျမ်းမာလဲနောက်ကျမ်းစာဖတ်ရင်လေတဘောပေါက်လုံးလို့ဆိုတော့ကျွန်တော်ဆိုခုမနေ့ထိုင်ရင်လေထားလာတဲ့ကျမ်းစာဖတ်ရင်တအားတဘောပေါက်တယ်အဲ့ဒါညစာမစားတဲ့ချိန်ပေါ့ညစာစားပြီးမနေ့ထိုင်ရင်မျက်နှာတင်လဲရတာမရှိဘူးသွားတိုင်လဲရတာမရှိဘူးကျမ်းစာဖတ်လို့ပူဆူနော်မျက်နှာတင်တော့မှရတာမရှိတော့အဲ့ဒီမျိုးဆိုဒါဆိုရင်ဒန်ယေလနော်ညစာမစားလို့နေဘုခနေယမင်းကြီးကသူ့ရဲ့တင်နန်းသားများအားလုံးထက်ဆယ်ဆအုံနောက်ကောင်းတယ်ဆိုတာဘာလဲဆိုတော့ဒီမှာ gas လုံးဝမရှိတဲ့ချိန်မှာစဉ်းစားလို့အရှင်းလင်းဆုံးနောက် gas တာအများတဲ့ချိန်မှာစဉ်းစားလို့အရှုပ်ထွေးဆုံးအဲ့လိုဖြစ်သွားတာပဲဆိုတော့အဲ့ဒါကျွန်တော်အခုတော့ကျေးဇူးတော်ကြောင့်တဖြည်းဖြည်းနဲ့ normal fasting ကိုသဘောပေါက်လာတော့မနေ့စားညဆောင်ပေါ့နောက်ပြီးတော့ခုနညမှာဆောင်တဲ့ခါမှာလည်းလက်ဖိတ်မတောက်ဘူးနော်အရည်လည်းမတောက်ဘူးပေါ့လက်ဖိတ်မတောက်ဘူးအချိုလည်းမစားဘူးပေါ့ဆိုညဆောင်တဲ့ဟာကိုခုစမ်းတက်လာတာ2008ကနေစမ်းတက်လာတယ်တဖြည်းဖြည်းနဲ့စမ်းတက်လာတော့အခုတော့စမ်းတက်လာတော့တခါလေမအောင်မြင်တဲ့ချိန်လည်းရှိတယ်ဘာလို့ဆိုတော့အများနဲ့နေတဲ့ခါမှာစားမိတဲ့ချိန်လည်းရှိတာပေါ့ဒါပေမဲ့အဲ့ဒါကိုစားတာကိုကွာတယ်ကျွန်တော်ဗါလဲမှားတယ်လို့ကိုယ်မခံယူဘူးမှားတယ်လို့မခံယူဘူးမကောင်းဘူးလို့မခံယူဘူးလက်ခံပေးတယ်ဆိုလက်ခံအဲ့ဒီစားနေကိုလည်းပို့ပြီးတော့ညနော်ထိုင်ပေးတယ်6 နာရီကြာအောင်ဆိုတော့မစားတဲ့ချိန်မှာတော့ဆော့အိတ်တယ်စားတဲ့ချိန်မှာတော့အဲ့နောက်ကြပေးတာပေါ့ဆိုမနေ့ပြန်ထားပြီးတော့မှန်မှန်သွားကြည့်တယ်ကျန်းစာဖတ်တယ်ဖတ်လို့ကောင်းရင်တော့မနေ့ည
ညက်ဆာဆောင်တာအောင်မြင်တယ်နောက်ဖတ်လို့မပြီးဘူးဆိုရင်မနေ့ညနေလုံသွားပြီအဲလောကကိုအမြန်ချင်ရတာပေါ့ဆိုကိုယ့်ကိုယ်သင်္นานတက်နေရတာပေါ့စနတ်နံပါတ်1နံပါတ်2 normal prayer and fasting ကြတော့သမင်းမစားဘဲနဲ့ရေတန့်ဆိုတာသူအခုတော့ကျွန်တော်တို့ရေတန့်ကို pH 7နဲ့သတ်မှတ်တာပေါ့နော် pH 7ဆိုတာဘာလို့ဆိုတော့ P နဲ့ H ပေါ့7 so pH 7ထက်နှိမ့်လို့ရှိရင် pH 6 pH 5 pH 4အဲ့လိုမျိုး pH 7ထက်နှိမ့်လို့ချင်း pH 6 pH 5 pH 4ဆိုရင် acid ဖြစ်သွားပြီ acid နောက်ပြီးတော့ pH 7ထက်မြင့်သွားပြီဆိုရင် pH 7 pH 8 pH 9ဆိုရင်ရေပေါ့ alkali ပေါ့ဆိုတော့ acid က pH 7ထက်နှိမ့်ရင် acid pH 7ထက်မြင့်ရင်တော့ alkali ပေါ့ဆိုတော့ pH 7 pH 8 pH 9က alkali ပေါ့အဲ့ဒီ alkali ကိုတောက်ပြီးတော့အဖတ်လုံးဝမစားတော့ဘဲနဲ့ acid လုံးဝမစားတော့ဘဲနဲ့ acid မထိတော့ဘဲနဲ့ acid လုံးဝမထိတော့ဘဲနဲ့ pH 7အထက်ကိုတောက်ပြီးတော့24နာရီရှောင်ရင်တရက်ပေါ့ဆိုအဲ့လိုပဲ pH 7 pH 8 pH 9နဲ့ acid လုံးဝမထိဘဲနဲ့24နာရီတရက်နဲ့ခုကျွန်တော်ကပါလဲတပတ်ဆောင်တဲ့လူရှိတယ်10ရက်ဆောင်တဲ့လူရှိတယ်12ရက်ဆောင်တဲ့လူရှိတယ်21ရက်ဆောင်တဲ့လူရှိတယ်ရက်30ဆောင်တဲ့လူရှိတယ်ရက်40ဆောင်တဲ့ဆိုတော့လည်းအဲ့ဒီနံပါတ်2ကိုနော် acid လုံးဝမထိဘဲနဲ့ pH 7အထက်တောက်ပြီးတော့ရက်40ဆောင်ခွင့်ရဘူးတာပေါ့နော်ဒါဖိလစ်ပိုင်မှာ1992မလ25ရက်နဲ့မေလ3ရက်ထိ pH 7အထက်ပေါ့ acid လုံးဝမထိဘဲနဲ့ alkali နဲ့ရှောင်ခွင့်ရတယ်အဲ့ဒီမှာကောင်းကြီးအများကြီးတော့ရတယ်ဒါပေမဲ့မနာခံခြင်းကြောင့်အဖို့ခအများကြီးလည်းပေးရတယ်အထိခိုက်လည်းကြုံတယ်ယူလည်းယူသွားတယ်လဲတယ်နော်ခန္ဓာကိုယ်လည်းအများကြီးထိခိုက်တာပေါ့ဆိုတော့ဒီနေ့လူတွေပြောတာအစာဆောင်ခြင်းကတည်နိုင်တယ်မှန်တယ်ဖို့ခအများကြီးပေးရတာပေါ့မနာခန္ဓာများရင်အထိခိုက်ပိုများတယ်နာခန္ဓာများရင်ပိုပြီးတော့ကောင်းကြည့်ရတာပေါ့ဆိုတော့ရက်40ဆောင်တဲ့နေရာမှာမနာခံတဲ့လူတွေတအားများတယ်ကျွန်တော်တို့မနာခံတဲ့တအားများမနာခံတဲ့နေရာတိုင်းမှာတော့ထိခိုက်တာပေါ့ကျွန်တော်ဆိုရင်ရက်40ဆောင်ပြီးနောက်ရက်40လုံးကိုနော်စံပြုတ်နဲ့စားမယ်စားမစားရနွားတို့မတော့ရငရုတ်တီးမစားရအဲ့လိုမျိုးပေါ့ဆိုတော့ကျွန်တော်ကနှစ်ပတ်အတွင်းမှာစားသွားစားမိတာခြေတော့ကကြီးပြီးတော့လေကျွန်တော်ရဲ့ shoes နဲ့လုံးဝစီးလို့မရတော့ဆို shoes စီးရင်လေတက်စီးရတယ်နောက်ပြီးတော့ဒီအင်တာတက်တဲ့ဆအူကဖောင်းပြီးတော့ထိုင်လို့မရတော့မြောက်ဆအူလို့ပေါ့ဒီလိုဆောင်းပြီးတော့ထိုင်အဲ့ဒါချက်ချင်းမပြောက်ဘူးနော်နှစ်ပတ်သုံးပတ်ခံတယ်စားတစ်ခါစားပြီးတော့အဲ့ဒီဖောင်းတာနှစ်ပတ်သုံးပတ်ခံတယ်ဆိုတော့ဘာလို့ လဲနောက်နာခံတော့မယ်ဆိုတဲ့သင်္ခန်းစာမြင်ရတာပေါ့နည်းနည်းမှားရင်နာခံတော့မယ်ဆိုသင်္ခန်းစာရတယ်တစ်ခုမှားရင်နာခံတော့မယ်သင်္ခန်းစာရနာတစ်ခုမှနာခံတော့နောက်ပြီးတော့ရက်40မှာနားတဲ့အချိန်မှာကောင်းကောင်းနားမဲ့ဟာဆိုတော့ပေါက်ပြန်းတဲ့မြေကြီးတူးပြရောကျမချင်းလို့နော်ပေါက်ပြန်းမြေကြီးတူးတော့ဒီဘက်မှာ vein ထိသွားတယ်နော်သွေးလွတ်ကြောသွေးပြန်ကြောရဲ့ခလုတ်တစ်ခုတကားပိတ်လို့မရတော့ဆိုတော့အဲ့ဒါ vein ထိသွားတော့ဒီဘက်မှာ varicose ဖြစ်သွားတာပေါ့ဆိုတော့ဆရာဝန်သွားပြတော့ဒီဟာကတဲ့အဲ့ဒီကျွန်တော်ဆာဆောင်တော့ကတော့အခုခေတ်လို့ဆရာဝန်တွေမတူတတ်သေးဘူးဆိုတော့ vein ကိုပြုပြင်ပေးနိုင်တဲ့ပညာမရှိသေးဘူးဆိုတော့ဆရာဝန်ကတစ်သက်လုံးမပြောက်တော့ဘူးတဲ့ဆိုတော့ခမအရက်တောင်းရင်ခြေထောက်ဖြတ်မယ်ခမစီချူဖြစ်ရင်ခြေထောက်ဖြတ်မယ်ခုနညဆာစားတော့သွေးတိုးဖြစ်ရင်ခြေထောက်ဖြတ်မယ်ဆိုတော့ကျွန်တော်လည်းသွေးတိုးဖြစ်ဖို့မရဘူးခြေထောက်ဖြတ်တော့မယ်အရက်တောက်လို့လည်းမရဘူးခြေထောက်ဖြတ်ရမယ်စီချူဖြစ်လို့မရဆိုတော့ညဆာစားမစားဘဲနဲ့ရှောင်ခြင်းအပြင်သွေးတိုးလည်းမဖြစ်အောင်စီချူလည်းမဖြစ်အောင်နောက်ပြီးတော့ဗာလဲအရက်လည်းမတောက်ဘူးအဲ့လိုဒါတွေကဗာလဲမနာခံခြင်းကြောင့်ဖြစ်တဲ့အရာတွေအားလုံးဟာနော်နာခံဖို့အတွက်သင်ခန်းစာပေါ့နာခံမယ်ဆိုပြီးတော့အဲ့လိုနဲ့အခုနံပါတ်2 normal prayer fasting ကိုလုပ်တာအခု33နှစ်တွင်းမှာခြေတော့ကအခုတဖြည်းဖြည်းနဲ့ကျေးဇူးတော်ကြောင့်ကျမ်းမာလာတယ်ဒီနှစ်ဆိုတအားကျမ်းမာသွားပြီ33နှစ်ဒါပေမဲ့မကျမ်းမာသေးဘူးအခုအရက်တော့အရက်မွေးရင်ခြေတော့ဖျက်ရမယ်စီချူဖြစ်ရင်ဖျက်ရမယ်တွေးတိုးဖြစ်ရင်ဖျက်ရမယ်သူက very good ဆိုတော့တွေးလွတ်တယ်တွေးပြန်ကြောပြန်လာတယ်ပြန်လာတော့တကားအပိတ်မပိတ်တော့ပြန်ဆင်းတယ်ပြန်လာတယ်တကားမပိတ်တော့ပြန်ဆင်းဆိုဒီမှာတွေးရအိုင်သွားပြီအိုင်တော့ဒီနာအောက်ခြေတော့အောက်ဖက်ငါဘက်ခြေတော့အောက်ဖက်အောင်တွေးအိုင်တော့တွေးရမဲကုန်တာပေါ့ဒီလိုတက်လို့ညအိတ်တဲ့ခါမှဒီလိုခြေတော့တင်လဲကြောက်ကဆေးတာတအားမောမယ်လေဆိုတော့အဲ့ဒီဟာခံရတယ်
ဒါပါလေမနာခံခြင်းရဲ့သင်္ခန်းစာပေါ့ကျွန်တော်တို့မှားမှမကြောက်နဲ့တဲ့မှားမှမကြောက်နဲ့မှားတဲ့နေရာတိုင်းဟာနာခံဖို့တဲ့သင်္ခန်းစာအဲ့လိုမျိုးဒီနေ့ကျွန်တော်တို့မှားမှကြောက်တော့နာခံခြင်းနားမလဲတော့ဘူးနောက်ပြီးတော့ဆိုးမှလည်းမကြောက်နဲ့တဲ့ဆိုးတဲ့နေရာရောက်တဲ့နေရာတွေအားလုံးကသင်္ခန်းစာဘာလို့လဲမနာခံခြင်းရဲ့သင်္ခန်းစာပေါ့မနာခံလို့မှားတာမနာခံလို့ဆိုးတာမနာခံလို့ဖြစ်တယ်ဆိုတော့အဲ့ဒါမကြောက်နဲ့နာခံဖို့အတွက်နာခန္ဓာနားမလဲတွေ့ကာလပလုံးဟာလူအမြင်မှာအမှားလူအမြင်မှာအဆိုးတော့နေ့တိုင်းရှိတယ်ဆိုတော့လူအမြင်မှာအမှားကိုကျွန်တော်ကဗာလဲမမှားအောင်ရှောင်လို့မရဘူးလူအမြင်မှာအဆိုးကိုမဆိုးအောင်ရှောင်လို့မရဘူးနာခံခြင်းသင်္ခန်းစာကိုကယူဖို့ဆိုတော့နာခံလာတယ်အခု absolute prayer and fasting ကြတော့နော်ဟိုနှုတ်ပိတ်စာဆောင်ဆုတောင်းခြင်းပေါ့နှုတ်ပိတ်စာဆောင်ဆုတောင်းခြင်းကတော့ကျွန်တော်အခုနှစ်ခါသုံးခါလုံးလုပ်ဘူးတယ်နော်ကာမယ်တောင်မှာတစ်ခါ3ရက်လုံးရေမတောက်ဘဲနဲ့ဆောင်ဘူးတယ်နောက်ပြီးတော့3နှစ်လောက်လုပ်ဘူးတယ်ဆိုတော့အဲ့ဒါမှာနှုတ်ပိတ်စာဆောင်ဆုတောင်းတာကြတော့တော်တော်ခက်တယ်ခန္ဓာကိုယ်လည်းတအား6ကတ်သွားတာပေါ့နော်ရေဓာတ်လည်း6ကတ်တယ်ကြောက်ကတ်လည်းပင်ပန်းတာပေါ့ဆိုတော့အဲ့ဒီနှုတ်ပိတ်အစာရှောင်ဆုတောင်းခြင်းမှာဟိုဟာကျွန်တော်ဖိလစ်ပိုင်တောင်ပေါ်မှာနေခဲ့တော့နှုတ်ပိတ်အစာရှောင်ဆုတောင်းခြင်းကို10ရက်သွားမလို့စဉ်းစားတော့ကိုရီးယားတင်းဦးဆရာတွေမိတ်ဆွေတွေနဲ့ရှိတော့ကိုရီးယားတင်းဦးဆရာကိုပြောကြည့်တာပေါ့ကျွန်တော်နှုတ်ပိတ်အစာရှောင်ဆုတောင်းခြင်းကိုတွားကြည့်ခြင်းတယ်မြန်မာနိုင်ငံရောက်သွားရင်နှုတ်ပိတ်အစာရှောင်ဆုတောင်းခြင်းကိုတွားခြင်းတယ်ဆိုမြန်မာနိုင်ငံရောက်သွားရင်လူတွေကမေးမြန်းလာရင်နားမလည်မှဆိုလို့10ရက်ရှောင်မယ်လို့သူ့ကိုပြောတော့ကိုရီးယားတင်းဦးဆရာကခမညာနှုတ်ပိတ်အစာရှောင်ဆုတောင်းခြင်းကို10ရက်သွားဖို့ရန်ဆုံးဖြတ်တာဟာဝိညာဉ်တော်ဖော်ပြတာလားဖျားသခင်ဖော်ပြတာလားခရစ်တော်ဖော်ပြတာလားဒါမှမဟုတ်ဘာကြောင့်လဲလို့ကျွန်တော်မေးတယ်ကျွန်တော်ကမပြောတတ်တော့ဘူးဖျားသခင်ဖော်ပြမှန်းလည်းမသိတော့ဘူးဝိညာဉ်တော်ဖော်ပြမှန်းလည်းမသိတော့ဘူးခရစ်တော်ဖော်ပြမှန်းပြောဆိုကျွန်တော်ကဖျားခင်ဖော်ပြတာတော့မသိဘူးဝိညာဉ်တော်ဖော်ပြတာမသိဘူးခရစ်တော်ဖော်ပြမသိဘူးစိတ်ထဲမှာရှောင်ကောင်းမလားလို့စဉ်းစားတာဆိုတော့အဲ့လိုဆိုရင်တဲ့နှုတ်ပိတ်စာဆောင်ဆူတောင်းတာ3ရက်4ရက်ကျော်တဲ့လူတွေကိုရီးယားမှာလေကြောက်ကပြတ်သွားတယ်ဆိုကြောက်ကပြတ်သွားဆိုမိမိကြောက်ကပြတ်ရင်ပြတ်ပါစေလို့တတိရှိတော့ရှောင်ကြည့်နော်ဒါမဲ့နော်ဘုရားသခင်မဖော်ပြဘဲနဲ့ဝိညာဉ်တော်မဖော်ပြဘဲနဲ့သခင်တို့မဖော်ပြဘဲနဲ့ကိုယ့်အကိုပဲရှောင်ကြည့်မယ်ဆန်းကြည့်မယ်ဆိုရင်ဆန်းကြည့်ရတယ်ဒါမဲ့နော်ကြောက်ကပြတ်တာလဲနော် healing မဟုတ်ဘူးခန္ဓာကိုယ်တည်းမဖြစ်ဘူးဆိုတော့ဒီဘက်မှာကောင်းကြည့်ရတယ်ဒီဘက်မှာကောင်းကြည့်ရတယ်ဒီဘက်မှာကောင်းကြည့်ရမယ်ဒါခံမယ်ဆိုရင်တော့ဒါကိုနှမျောတယ်ဆိုရင်တော့မရှောင်လို့ရတယ်ဆိုတော့လည်းဒါခန္ဓာကိုနှမျောသွားပြီဒီမှာနစ်နာတာအများသွားပြီဆိုတော့အဲ့ဒီနှုတ်ပိတ်စာဆောင်ဆူတောင်းခြင်း10ရက်မသွားတော့ဘူးအဲ့တော့ဖိလစ်ပိုင်ပြန်ရောက်တော့ကာမယ်တောင်မှာ3ရက်သွားကြည့်တယ်3ရက်တော့2ခါ3ခါသွားကြည့်တယ်တအားမောတယ်ဆိုတော့ဘာကောင်းကြည့်ရတယ်လို့မရကောင်းကြည့်ရတော့တအားများမှာပါကျွန်တော်ကိုယ်တိုင်လည်းနော်မပြောတတ်တော့ဘူးဆိုတော့absolute နှုတ်ပိတ်အစာဆောင်ဆူတောင်းခြင်းကို3ရက်ထိသွားဘူးတယ်တော့3ရက်ကြော်တာတော့မသွားဘူးနောက်ပြီး normal prayer fasting ကိုရက်40သွားဘူးတယ်ရက်40ကြော်တာမသွားဘူးဆိုတော့အတွေ့အကြုံမှာလည်းရက်40ထိတော့နားလေတယ်ကြော်ရင်တော့တိတ်နားမလဲတော့ဘူးနောက်ပြီးတော့ partial prayer and fasting ကျတော့ညစာရှောင်တာအခု10နှစ်ကျော်ဆံမှုတယ်ပေါ့10နှစ်ကျော်ဆန်းလာပြီအဲ့ဒါတော့ကျွန်တော်လည်းတကယ်ယုံတယ်ကြောက်ကယောဂါတော့ပြက်တယ်ပျောက်မယ်နော်တွေးတိုးပျောက်တာတော့တကယ်ယုံတယ်တွေးတိုးအများကြီးပျောက်တယ်လူတွေတွေးတိုးတဲ့လူတွေညဆန်ဆောင်ပြီးတော့ပျောက်တယ်လို့အများကြီးရှိတယ်စီးချိုလည်းပျောက်တယ်လို့ရှိတယ်ဒါပေမဲ့ပျောက်မယ်လို့အာမမခံရဘူးအဲ့ဆိုစီးချိုယောဂါတဲ့ကျွန်တော်ရဲ့မျိုးတွေခုကျွန်တော်ရဲ့အမျိုးရံကုန်မှာကျွန်တော်ရဲ့ဦးလေးတွေအတော်တွေအကိုတွေစီးချိုကုန်လုံးဖြစ်တယ်သူတို့အဆွမ်းမှုထမ်းနော်အရာရှိတွေဖြစ်တော့စီးချိုကုန်လုံးဖြစ်တယ်ဆိုတော့သူတို့စီးချိုဖြစ်တဲ့လူတွေခုသူတို့ညစာရှောင်ခိုင်းတယ်သူတို့ကတစ်ပတ်နှစ်ပတ်လောက်ရှောင်ပြီးတော့ပျောက်ချင်တယ်ဆိုတော့တစ်ပတ်နှစ်ပတ်လောက်တော့အဖြေမထွက်နိုင်ဘူးပေါ့ဆိုတော့5-6လတစ်နှစ်ဆောင်းရဆိုတော့အဲ့လောက်ထိတော့မလုံးနိုင်ဘူးဆိုတော့ပျောက်တယ်လားဆိုတော့ပျောက်တယ်လို့သူတို့ပြောတယ်သူကပျောက်တယ်လို့ပြောတာသူတို့တိုင်းပြီးတော့နော်စီးချိုတိုင်းပြီးတော့မရှိတဲ့အချိန်မှာသူပြောက်လို့ပြောတာကိုဆိုတော့3ပတ်လောက်ရှောင်ပြီးတော့စီးချိုတိုင်းမရှိတော့ဘူးပျောက်တယ်နောက်2ပတ်လောက်ဆိုပြန်ရှိပြန်တယ်ဆိုတော့ဖြစ်ချင်တာညတိုင်းမစားပဲနေပျောက်နိုင်တယ်သူကပြန်စားတာကိုဆိုတော့ဗာလဲစီးချိုပျောက်ဖို့ပဲညစာရှောင်တယ်နော်ညစာရှောင်တဲ့အကျိုးကျေးဇူးကိုနားလေတဲ့ထိတော့မတော်ဘူးအဲ့တော့အာမခံလို့မရဘူးပေါ့နော်လူကမိမိနာခံခြင်းဟာသူတို့ရပါလေတို့ရဲ့ပန်းတိုင်တစ်ခုအတွက်ပဲရှောင်တယ်ကျန်တဲ့ပန်းတိုင်တွေမပါလာတဲ့ခါမှာနော်တချို့တွေကတကယ်မပြောက်ဘူးပေါ့မပြောက်ဘူး
ကျွန်တော်ရဲ့အမရဲ့မြို့သားလည်းစီချိုဖြစ်တယ်စီချိုတအားဖြစ်သွားပြီဆိုတော့စီချိုစီတော့တအားများသွားပြီတအားများတော့မထိရောက်တော့ဘူးအဲ့ဒါနဲ့သူက15ရက်ဆောင်ပလိုက်တာဟိုညဆာမဟုတ်ဘဲနဲ့ normal 15ရက်ဆောင်တော့လူတွေကပြောသူတေးမှာပဲတဲ့နော်15ရက်ဆောင်ရင်တော့ဒါပေမဲ့သူမတေးတော့မတေးဘူး15ရက်ဆောင်တော့ပြီးသွားတယ်ကျွန်တော်မေးတယ်15ရက်ဆောင်တော့ကောင်းတယ်တဲ့တော်တော်ကောင်းတာပဲပြောအဲ့နဲ့ထပ်ဆောင်မလားဆိုပျောက်ပြီလေတဲ့မဆောင်တော့ဘူးအခုပြန်ဖြစ်တဲ့စီချိုဆိုတော့တချို့တွေကပါလဲကောင်းရင်သူကကျင့်တတ်သွားပြီဆက်လက်ပြီးတော့ဟိုမဆမ်းဘူးပေါ့ဆိုတော့ပျောက်မယ်လို့မပြောရဘူးဒါပေမဲ့ပျောက်တဲ့လူတွေအများကြီးရှိတယ်အဲ့ဒါလည်းပြောချင်တာပေါ့နော်နောက်တစ်ခုအခုဒီမှာပါရှန်ညဆာဆောင်တာကတော့တဲ့အခုအမေရိကန်ဘက်မှာသူတို့နာမည်မှဲ့တာတော့ဒန်ယေလအစာဆောင်ခြင်းပေါ့ Daniel fasting and prayer ပေါ့ဒန်ယေလကသူတို့ကကျမ်းစာထဲမှာတော့တိကျမမြင်ရဘူးဒါပေမဲ့ဒန်ယေလကိုသူတို့လိလာကြည့်တဲ့အခါမှာဒန်ယေလဟာတဲ့နော်သူအသက်30လောက်ကနေဆက်ပြီးညစာဆောင်တယ်လို့သူတို့ယုံတယ်သူအသက်30လောက်နဲ့ဆိုတော့အသက်96ထိနော်သူအသက်96ထိဝန်ကြီးချုပ်ဖြစ်နေလို့မဲ့တဲ့မပြုတ်သေးဘူးဆို96ထိဝန်ကြီးချုပ်ဖြစ်မပြုတ်သေးဘူးဆိုတော့တွေးမတူဘူးလားစီးမချိုးဘူးလားနော်ရှင်မရင်ရင်ဝန်ကြီးချုပ်ဆိုတာစားတော့တော့တအားကောင်းပါပဲလေနော်ကျွန်တော်နော်ဝေရောက်လာလဲစားတော့ကောင်းတော့လဲစစ်ချိုဖြစ်တယ်လေတူရန်ကုန်မှာလည်းရရှိရလို့စစ်ချိုဖြစ်တယ်လေဆိုတော့မြန်မာနိုင်ငံရရှိတော့စစ်ချိုဖြစ်တဲ့အချိန်မှာရှင်မရင်ရဲ့ဝန်ကြီးချုပ်ကနော်စစ်ချိုမဖြစ်ဘူးဆိုတော့ထူတော့ထူဆန်းတယ်နော်ကျွန်တော်တို့မြန်မာနိုင်ငံတိုင်းတာနဲ့ဆိုရင်ပြုတ်နေပညာရေးမှုလောက်ကစစ်ချိုဖြစ်ကုန်ပြီလေနော်ကောင်စီဥက္ကဋ္ဌလည်းစစ်ချိုဖြစ်တယ်ရက်ွက်ဥက္ကဋ္ဌဟိုရက်ွက်ဥက္ကဋ္ဌတော်စစ်ချိုဖြစ်နေပြီနော်အဲ့လိုရာထူးနည်းနည်းလေးကြီးလာတာနဲ့စစ်ချိုဖြစ်ဖို့တအားလွယ်တဲ့ချိန်မှာရှင်မရင်ဝန်ကြီးချုပ်တယောက်က96နှစ်ထိစစ်ချိုမဖြစ်ဘူးတွေးတိုးမဖြစ်ဘူးဆိုတော့သူကတဲ့အသက်30လောက်ကနေညစာဆောင်ပြီလို့သူတို့ယုံကြည်တာပေါ့ဆိုတော့ဒယလစာဆောင်ခြင်းကညစာဆောင်တာကျွန်တော်လည်းအခုကျွန်တော်ရဲ့အတွေ့အကြုံရလေ့လာကြည့်တဲ့အခါမှာဖိလစ်ပိုင်မှာကျွန်တော်တို့အကြောင်းတက်တုန်းက1988ကနေပြီးတော့1994ထိတူတူတက်တဲ့လူတွေပေါ့ကျွန်တော်နဲ့ဖိလစ်ပိုင်ကျောင်းတူတူတက်တဲ့လူတွေအားလုံးမြန်မာနိုင်ငံပြန်လာကြတယ်အဲ့ဒီမှာကျွန်တော်တို့အယောက်30ကျော်တွားတက်ပြီးတော့ပြန်လာကြတယ်အစာဆောင်ဆူတောင်းတာကိုနော်တင်ယူတဲ့ကျွန်တော်တို့အမှုတော်ဆောင်က4ယောက်လောက်ပဲရှိတယ်4ယောက်နောက်ပြီးတော့အစာဆောင်ဆူမတောင်းတဲ့အုပ်စုက35ယောက်လောက်ရှိတယ်35ယောက်လောက်ဆိုတော့ကျွန်တော်တို့4ယောက်သူက35ယောက်လောက်ပေါ့4ပုံတပုံပေါ့အမဟုတ်10ပုံတပုံပေါ့ဟို35ရေးပြီး34နဲ့ပုံ40ပေါ့40မှာ4ယောက်ဆိုတော့10ပုံတပုံပေါ့10ပုံတပုံကအစာဆောင်ဆူတောင်းလေးလာတယ်10ပုံ9ပုံကမလေးလာဘူးပေါ့ဆိုတော့ဒီ35ယောက်ကအခုတို့ညစာကောင်းစားကြတယ်နေနဲ့ထိုင်ကြတယ်အခုကျွန်တော်ပြန်လာတာအခုနှစ်ပေါင်း30ရှိလာတယ်94မှာပြန်လာတယ်2024မှာတော့နှစ်ပေါင်း30ပြည့်လာပြီဆိုတော့ဒီ35ယောက်ကကျမ်းမာရေးတအားထိသွားကြတာတွေ့ရတယ်နော်ကင်ဆာနဲ့ဆုံးတဲ့လူရှိတယ်တွေ့တူးနဲ့ဆုံးတဲ့လူရှိတယ်နော်ကြောက်ကနဲ့ဆုံးတဲ့လူရှိတယ်ဆိုတော့အသက်ရှင်လို့သိမရှိတော့ဘူး35ယောက်အသက်60အသက်52နှစ်နဲ့60ကျမှသူတို့ဆုံးသွားကြတယ်52နဲ့60ကျမှအဲ့ဒီကောင်းဆောင်ကြီးတွေဒေါက်တာကြီးတွေလေ52နဲ့60ကျမှသူတို့ဆုံးသွားကြတယ်ဆိုတော့ကျွန်တော်တို့4ယောက်ထဲမှာတော့ကျေးဇူးတော်ကြောင့်ကျမရေးချုပ်တဲ့မှုတွေကြုံရပြီမဲ့ခုလိုဆိုရတယ်နော်ကြီးမားသောအထိခိုက်နည်းလာတဲ့သဘောရှိတယ်နည်းလာတဲ့သဘောရှိတယ်ကြီးမားအဲ့ဒီထဲမှာရက်40ချောင်းလဲလို့တကယ်ချင်းလဲပါသွားပြီဆုံးသွားပြီသူကရက်40ချောင်းတယ်ဒါမဲ့သူကမြန်မာနိုင်ငံမှာညစာတွေကပြန်စားတဲ့ခါမှာနော်သူလည်းပါသွားပြီသူ့ကိုကျွန်တော်မေးကြည့်တာတော့သူကညစာစားတယ်တဲ့နောက်ပြီးတော့စီစားတယ်စီပြန်စားတယ်ပေါ့ဆိုတော့သူနှလုံးသွေးကြောပိတ်တယ်နှလုံးသွေးကြောပိတ်တော့ဆေးရုံရောက်တယ်3ရက်တည်းလစ်တယ်ပြန်ကောင်းလာတယ်နောက်ပြီးတော့ဒူးပြန်ထိတယ်ဆေးရုံရောက်တယ်ပြန်ကောင်းလာတယ်နောက်ဆုံးမှာတော့ TB ဖြစ်တယ်ဆေးပေးတယ်သူမစားတော့ဘူး TB ဆေးမစားချင်တော့သူလည်းဆုံးသွားပြီဆိုတော့ TB ဆေးမစားတာလည်းတစ်ဖက်ကပြောရင်မနာခံခြင်းဖြစ်နိုင်တာပေါ့ဆရာမပြီးတော့မစားချင်တော့သူပြောတယ်မစားတော့ဘူးတော်ပြီအဲ့လိုဆိုတော့သူ့အသက်60မှာသူလည်းပါသွားပြီဆိုတော့ကျွန်တော်တို့ဖိလစ်ပိုင်မှာပြန်လဲလူတွေမှာအစာဆောင်ဆူတောင်းခြင်းမလိုက်နိုင်တဲ့လူတွေအားလုံးကကင်ဆာယောဂါအစာအိမ်ယောဂါနောက်ပြီးတော့ကြောက်ကပ်ယောဂါနောက်ပြီးတော့သွေးကြောပိတ်ယောဂါသွေးတူယောဂါအဲ့လိုမျိုးတို့ရင်ဆိုင်တဲ့ခါမှာသူတို့က
ဆေးဝါးနဲ့သူတို့ကူတဲ့ခါမှာတအားပင်ပန်းတာတွေ့ရတယ်ဒါပင်ပန်းတယ်ကျွန်တော်အစားဆောင်ဆူတောင်းပဲခုသွားတဲ့လူကြတော့စီးကျွေးနဲ့စားတာပဲလေကျွန်တော်လည်းသူတို့စီးကျွေးတယ်ကိုဗစ်ဖြစ်တော့လည်းသူတို့ဆေးရုံမှာအမေရိကမှာဆေးရုံရောက်သွားတယ်စီးကျွေးတယ်သူတို့ကျွန်တော်ဆိုရင်2020မှာကိုဗစ်ဖြစ်တော့အမေရိကန်ဆေးရုံမှာ ICU ရောက်သွားတယ်တတိလစ်သွားပြီဘာမှမသိတော့ဆိုတော့သူတို့ဆေးကျွေးတာအကုန်လုံးစားတယ်အဲ့ဒီမှာတတိပြန်ရတဲ့ခါမှာဆရာဝန်ကျွန်တော်ပြောတယ်ခမည်းလောက်နာခံတဲ့လူနာတအားရှားတယ်ဆိုဆေးရုံမှာလည်းသူကကျွန်တော်ကျွေးတဲ့မြလုံးကျွန်တော်စားတယ်ဆိုခမည်းလောက်နာခံတဲ့လူနာတအားရှားတယ်ဗာလဲလို့မေးတော့သူကကျွန်တော်တတိရတော့သူထမင်းလာကျွေးတယ်ထမင်းလာကျွေးတော့သူကထမင်းစားတော့တဲ့ဟုတ်ကဲ့ဆိုထမင်းလာကျွေးတော့ကျွန်တော်ကမစားတော့ဘူးလေဆိုသူကဒီလိုလာကျွေးတယ်ကျွန်တော်ကလည်းဒီလိုပဲနေတယ်ဆိုပစဟပါတဲ့ဆိုပစဟတာဘာမှမသိဘူးဆိုပစဟတာဘာလဲလို့မေးတော့ open your mouth like a bird ဆိုခမည်းပစကိုညက်ကလေးလိုဟပါဆိုတော့လည်းဟုတ်ကဲ့ဆိုညက်ကလေးလိုဒီလိုငှတယ်ခပြီးတော့ထမင်းထဲတယ်ထဲတော့မစားဘူးလေအဲ့တော့ဝါပါတဲ့ဝါတာပါအိပဲလဲဆို chew like this ဆိုတော့လည်းဟုတ်ကဲ့ဆိုချူးတယ်ဝါတယ်မမျိုးပြန်ဘူးလေချူးနေ swallow တဲ့ဘာ swallow ပါလဲဆို swallow like this ဆိုတော့ပြောပြတော့ဟုတ်ကဲ့ဆိုမြူတယ်ဝင်တယ်နောက်ပြန်ကျွေးတယ်ပစက်ဟာတယ်နောက်ပြန်ဝါခိုင်းတယ်နောက်ပြန်မြူတယ်ဆိုတော့မေလ9ရက်နေ့မေလ10ရက်နေ့မှာပြန်တရိရတယ်မေလ9ရက်နေ့မှာသူထမင်းကျွေးတယ်12ရက်ထိ3ရက်ကျွေးတယ်တော့သူကျွေးတဲ့အတိုင်းလေးစားပြီးတယ်လေအဲ့တော့သူခမည်းလောက်နာခံတဲ့လူဆေးရုံမှာတခါမှလူမတွေ့ဘူးတဲ့သူကျန်လို့ကြတော့ကျွေးရင်သူစိတ်ဆိုးတယ်တဲ့လာမကျွေးနဲ့မကြိုက်ဘူး I don't like I cannot like ခမည်းကတော့ပစဟာခိုင်းတာလဲဟာတယ်တဲ့ဝါခိုင်းတာလဲဝါတယ်တဲ့မြူခိုင်းတာလဲမြူတယ်တဲ့အဲ့တော့12ရက်နေ့မှာပြောလဲဒီအတိုင်းနာခံရင်လည်းနဲ့ပြန်ဆင်းမယ်အဲ့လိုပြောတယ်ဆိုဆင်းချင်လို့ဆေးပါဆင်းချင်လို့နာခံတယ်73ရက်နေ့73နေ့ဆင်းတော့ကျွန်တော်ဆင်းတော့အမျိုးသမီးကပါမလာဘူးအမျိုးသမီးရောဆိုတော့ဆေးရုံမှာဟာဒုက္ခပဲဆိုအမျိုးသမီးကမဆင်းလာသေးဘူးလေသူတို့ကြွေးတာသူမစားဘူးလေမစားဘူးမစားနိုင်ဘူးတဲ့ဆိုတော့သူကျွန်တော်ပြောပြတာသူတို့ကြွေးတာလုံးဝမစားနိုင်ဘူးတဲ့ဆိုတော့အမျိုးသမီးက15ရက်နေ့မှာဆင်းလာတယ်ကျွန်တော်က73ရက်နေ့ဆင်းပြီ73ရက်နေ့ကစပြီးတော့19ရက်ထိဆင်းတဲ့နေရာမှာအခုဆမမန်ကူနဲ့ဆရာဟိုခိမောကောင်းဆောင်ပေါ့ကျုပ်ဆရာဆရာရောစွာတီအယ်ထန်တီအယ်ရောစွာထန်နဲ့ဆမမန်ကူကကျွန်တော်ပြုစုတာပေါ့ဆိုကျွန်တော်ဆမမန်ကူကဟင်းတွေချက်ပေးတယ်ထမင်းတွေချက်ပေးတယ်ကောင်းချက်ပေးတယ်ကြိတ်ပေးတယ်နောက်လိမ္မော်ရည်နဲ့ကြိတ်ပေးတယ်နောက်တော့ဗာလဲဂျင်းတွေနဲ့ကြိတ်ပေးတယ်အကြိတ်ပြီးသားကိုနော်ဆရာတီအယ်ကနေပြီးတော့ကျွန်တော်ကိုကျွေးတယ်ခုနလိုပေါ့ဆရာဝန်တွေကျွေးတယ်လို့ပေါ့ဆိုတော့ကျွန်တော်ဒီလိုကျွေးတယ်ပါဆက်ဟားတယ်ဟုတ်ကဲ့ကျွန်တော်ဟားတယ်ခုနလိုဝါခိုင်းတယ်ဝါတယ်ညို့တယ်73ရက်နဲ့19ရက်ထိကျွေးတယ်19ရက်မှာတော့ကိုယ့်ကိုစားလို့ရပြီ19ရက်နေ့မှာကိုယ့်ကိုစားမယ်လို့ပြောတယ်သူကလည်းဟုတ်ကဲ့စားကြည့်ပါဆိုတော့ကျွန်တော်ကိုကြည့်တယ်ကိုယ့်ကိုစားတယ်ဆိုတော့အဲ့ဒီကစားပြီးတော့ကိုယ့်ကိုစားပြီဆို73နဲ့19 6ရက်လုံးမှာဆက်တီကျော်ဆိုတော့ကျွန်တော်ကိုထမင်းဒီလိုပဲခွင့်ပေးတာပဲလေအဲ့ဒီမှာသူကအမြဲတမ်းပြောရတယ်ကျွန်တော်ဖုန်းဝင်လာရင်နော်အဲ့ဒီဆရာတီကျော်ဆိုတော့ဖုန်းခေါ်ရင်ဆရာဥပဝင်းနဲ့ဖုန်းပြောလို့ရမလားဆိုရတယ်ဆိုတော့ကပါတဲ့ဒီမှာဖုန်းလာပြီးဆိုပြောဆိုဟုတ်ကဲ့ဆိုတော့ဖုန်းလာဟယ်လိုဆိုဆရာဥပဝလားဆိုဟုတ်ကဲ့နေကောင်းတယ်အခုတက်တာလားတက်တော့မဲ့ခါဟိုဟာခါလို့ကတိုင်အုံလို့ခါမရှိဘူးလို့ပြန်ပြောရလေအဲ့ဆက်တီရကတိုင်လို့မပြောနဲ့ခါရှိတယ်လို့ပြောဆိုမရှိဘူးလို့ပြန်ပြောတယ်ဒီခါကလေလုံးဝမသိဘူးခါရှိမှမသိဘူးအဲ့ဒီတပတ်လုံးခါရှိမှမသိဘူးအဲ့ဒါခါမရှိဘူးလို့ပဲထင်တာဆိုကတိုင်အုံတီလို့ဆိုသူတို့ဘုံပါလို့တို့တားကြီးတယ်ဟုတ်လားလေဟုတ်တယ်တိုင်မရှိတော့ဘူးကတိုင်အုံတီလို့ဆိုဆက်ပြောစတိုင်မရှိဘူးလို့မပြောနဲ့ရှိတယ်လို့ပြောစမရှိမှမသိဘူးမရှိဘူးလို့မေလာ19ရက်ထိတိုင်မရှိဘူးလို့ပြောတယ်19ရက်မှာတော့ပြန်ကောင်းသွားပြီ19ရက်ပြန်ကောင်းသွားပြီးတော့20ရက်မှာပြန်လို့နောက်တစ်ဖက်ပဲကြာတယ်နော်အခုဒီကီမောနေပြီးတော့တန်ထွင်ခိုင်းရတယ်ဆရာတီကကီမောနဲ့တန်ထွင်မလားဆိုလွှတ်မယ်အခုတော့ကျမတော်ပြီအခုတော့လာမနေဆိုကီမောနဲ့တန်ပြန်ထွင်တယ်တန်ပြန်ထွင်ပြီးတော့အိုးကိုဗစ်မဖြားခင်နဲ့ဖြားပြီးနောက်မှာ
ကွာဟမှုတွေတာရှိတယ်နော်ကိုဗစ်မဖျားခင်မှာနော်ကိုဗစ်ရောဂါကိုကြောက်စရာအကောင်းဆုံးလို့ထင်ခဲ့တယ်နော်ကိုဗစ်ရောကြောက်စရာအကောင်းဆုံးနော်နောက်ကိုဗစ်ရောဂါလည်းဖြန့်သေးမယ်အဲ့လိုထင်ခဲ့တာခုကိုဗစ်ဖျားပြီးနောက်မှာသဘောပေါက်လာတာလေကိုဗစ်မှာအဲ့3ရက်3ရက်ချင်းမှာအဲ့ဒီတည်တဲ့နေရာကိုလိုက်သွားတာပေါ့အဲ့မှာသူတို့တည်တဲ့လူတွေကိုလက်ခံပြီးတော့တယောက်ပြီးတယောက်ကြိတ်တာပေါ့နော်ကျွန်တော်လည်းတန်းစီပြီးကြိတ်ခံမှာအဲ့မှာ3ခါညင်းခံရတယ်ပထမတန်းစီတယ်သူတို့ညင်းတယ်ဒုတိယတန်းစီတယ်သူတို့ညင်းတယ်တတိယတန်းစီသူတို့ညင်းတယ်အဲ့ဒါညင်းတာကိုပြောရင်တနားရီလောက်ကြာမှာမဟုတ်ဟိုအဲ့ဒီကြီးမွတ်မှာပြောပြီးပထမတန်းစီတယ်သူတို့ညင်းတယ်ဘာဖြစ်လို့လဲဆိုတော့တခင်ခရစ်တော်ကနော်ခွင့်မပြုတဲ့လူမတည်နိုင်ဘူးတဲ့တခင်ခရစ်တော်ကိုဗစ်နဲ့တည်ဖို့ခွင့်မပြုရင်ဘယ်သူမှတည်လို့မရဘူးဆိုတော့ကျွန်တော်တခင်ခရစ်တော်ခရိယံပဲနော်ဘာဖြစ်လို့ခရိယံမဟုတ်တဲ့လူတွေအလုံးသွားပြီးတော့နော်ဟိုခွင့်ပြုမှအဲ့လိုစဉ်းစားတာပေါ့ဆိုတော့ကဘာကိုပတ်ပါဆိုတော့လည်းကဘာကိုပတ်တယ်ကဘာကိုပတ်တရက်ကြာတာပေါ့တရက်ပတ်ပြီးပြန်လာတယ်ပြန်တန်းစီတယ်ဆိုကျွန်တော်လှည့်ရောက်တော့သူတို့3ယောက်ကလက်ခံတာဟုတ်ဒီမှာ1ယောက်ဒီမှာ1ယောက်ဒီမှာ1ယောက်ဆက်ထဲကြိတ်ရတာပေါ့လက်မခံဘူးတဲ့ဘာလို့တခင်ခရစ်တော်ခွင့်မပြုရင်လူဘယ်သူမှကြိတ်လို့မရဘူးဆိုတခင်ခရစ်တော်ဘာလို့လဲဆိုဘာဖြစ်လို့လဲဆိုတခင်ခရစ်တော် Lord of Lords King of Kings ပေါ့ရှင်မင်းအလုံးရဲ့ဘုရင်တခင်အလုံးရဲ့တခင်သူခွင့်မပြုရင်ဘယ်သူမှတည်လို့မရဘူးဒီခွင့်မပေးဘူးဆိုပြန်ပတ်ဆိုတော့လောကမှာကြီးပြန်ပတ်တယ်ဒုတိယအကြိမ်ပြန်လာတယ်ပြန်တန်းစီတယ်အဲ့မှာပြန်တန်းစီတော့ကျွန်တော်ကြိတ်ဖို့ကြတော့မကြိတ်ပြန်ဘူးနော်ခရစ်တော်ခွင့်မပြုရင်ကြိတ်လို့မရဘူးတဲ့ပြန်ပတ်ဆို3ခါပတ်ရတာကဘာယူ3ခါပတ်ပြီးတော့3ခါမြောက်ပြန်လာတော့ခွင့်မပြုပြန်ဘူးအဲ့ဒါမပြုတော့ကျွန်တော်လည်းဘာလို့မှမသိတော့ဘယ်ထဲတော့ဟိုကလည်းတန်ကြတယ်လေအဲ့ဒါခုလူတိုင်းကပြောနေတာပေါ့တန်ကြတော့ဘာပြောလဲဆိုကျွန်တော်ဥပဦးတဲ့မြန်မာနိုင်ငံပြန်လာပါတဲ့ဆိုဘာဖြစ်လို့လဲလို့မေးတော့တော့အောင်ဆန်းစုကြည်ကမြန်မာနိုင်ငံကိုမအုပ်ချုပ်နိုင်တော့ဘူးမအုပ်ဆောင်နိုင်တော့ဘူးပြန်လာပါဆိုအဲ့ဒါဆိုရင်ကျွန်တော်အော်ရတယ်လေအဲ့ဒီမှာအဲ့ဒါဆိုရင်ကျွန်တော်သူ့ကို6လလုံးလက်ဆံမယူဘဲနဲ့ကူညီမယ်ဆိုအော်တော့အဲ့ဒါဆိုကျွန်တော်သူ့ကို6လလုံးလက်ဆံမယူဘဲနဲ့ကူညီမယ်လို့အော်တဲ့ချိန်မှာလေတခင်ခရစ်တော်ကျွန်တော်နောက်ရောက်နေတယ်အဲ့ဒါရောက်တော့ခုတော့ကျွန်တော်နောက်ရောက်ပြီဆိုလို့လေခုနခါမရှိဘူးဆိုတာလေလှဲတော့ခါမရှိဘူးလေလှဲတာခါလုံးဝမရှိတော့လှဲလို့မရအောင်ခါမရှိကိုတော့စီကိုလှဲတာလှဲလို့မရတော့ခရစ်တော်နောက်မှရှိနေတယ်ကျွန်တော်လှဲတယ်ခါမရှိလိုက်တော့ခုနလူတွေဖုန်းဆက်ခါမရှိဘူးပြောတယ်အဲ့ဒီခရီးခါမရှိတော့ခါမရှိတော့လှဲလို့မရတော့မှကိုတော့နောက်ကျကျွန်တော်ကိုတော့ကျွန်တော်လှဲလို့မရဘူးလို့ပြောလိုက်တာပေါ့ဆိုတော့ကိုတော့ကျွန်တော်စကားပြန်ပြောတယ်နော်မလှဲနဲ့နော်ဆိုတော့လေသူကကျွန်တော်ဗာပြောဆိုဟိုအခုကျွန်တော်ကျေးဇူးတော်ပြောတယ်လေသူကမဟုတ်ဘူးဂယုဏတော်တဲ့ဂယုဏတော်အပြည့်3ဆပေးတယ်တဲ့နောက်ကနေပြီးကျွန်တော်ပေးတာကျွန်တော်မမြင်တော့ဘူးလေထဲလို့မရဂယုဏတော်အပြည့်3ဆပေးတယ်ဆိုတော့ကျွန်တော်လည်းအဲ့ဒီကတော့အပြည့်3ဆကိုယူဖို့ပြန်ကြိုးစားတယ်ယူမယ်ထဲလို့မရကိုတော့ကျွန်တော်ထဲလို့မရဘူးမယူနိုင်ဘူးလို့ပြောတော့ထဲเสียမလို့ဘူးတဲ့ကြောပိုးအိတ်လို့ထားပြီးမယ်ကျွန်တော်ရဲ့ဒီမှာလေကြောမှာလေတို့ညင်တော့ကြောပိုးအိတ်ထမ်းတယ်လို့လေကြောပိုးအိတ်လို့ထားပြီးမယ်ဂယုဏတော်အပြည့်3ဆထားပြီးမယ်ရောက်တဲ့နေရာတိုင်းလူတဲ့နေရာတိုင်းမှာအချိန်မရွေးသုံးလို့ရအောင်လုပ်ပြီးမယ်ဆိုတော့ကျွန်တော်လည်းဟုတ်ကဲ့ဆိုပြီးတော့အဲ့ဒီဟာကိုလက်ခံလိုက်တာပေါ့လက်ခံပြီးတော့မှနိုးလာတာပေါ့ဆိုတော့ဒီခု2020မှာအဲ့လိုကိုတော့ဂယုဏတော်အပြည့်3ဆထားပြီးဆိုတော့လေအခု3မှာဆိုတော့အခုတကယ်3လာတယ်လို့ပဲဘယ်နေရာရောက်ဘယ်နေရာရောက်ဘာပြဿနာပဲကြုံနော်အဝေးမှာတွားယူတယ်လို့မခံစားဘူးဒီမှာရှိပြီးသားလို့ပဲအများကြီးခံစားတယ်အဲ့ဒီဖြည့်ရှင်းတဲ့နည်းရင်ဆိုင်တဲ့နည်းတွေအကုန်လုံးဒီမှာရှိပြီးတော့ခံတယ်အကုန်လုံးရှိထားတယ်လို့ပဲခုကဘယ်မှာရှိမှတော့မသိဘူးလေဒီမှာရှိမှာပေါ့ဆိုတော့အဲ့ဒါနိုးလာတော့ခါမရှိဘူးဆိုတော့73ရက်နေ့ကနေ12ရက်နေ့အောင်8ရက်နေ့မှာနိုးလာတယ်19ရက်နေ့ထိခါမရှိဘူးလို့ပြောတယ်လေဆိုတော့10ရက်လောက်17ရက်လောက်ပြောတယ်အဲ့နောက်မှနိုးလာတာပေါ့နော်ဆိုတော့ဒီနေ့တော့အချိန်က15မိနစ်ပဲရှိဆိုတော့မေးစရာတွေရှိလို့ရှိရင်မေးဖို့ချိန်မရမှာဆိုလို့လေနော်မေးစရာရှိနေမေးကြည့်ပါလားအေးဟုတ်ပြီ
အော်အေးအခုမေးတဲ့မိခွန်းကတော့ pH 7ဆိုတဲ့နေရာမှာတဲ့နော်တချို့တွေကရေကိုကြိုပြီးတော့နော်တောက်တဲ့ခါမှာ pH 7ရော့သွားမလားနော် pH 7ပြဿနာရှိမလားနောက်တချို့တွေကြတော့အခုနော်ဝေးကြီးပေါ့နော်နော်ဝေးကြီးတောက်တဲ့ခါမှာ pH 7ရော့မလားဆိုမိခွန်းကိုမေးတယ်အဲ့ဒါဖြစ်မယ်ဆိုရင်နော်ဝေးကြီးက pH 7ထက်ကောင်းတယ်လို့ပြောတယ်နော်ဝေးကြီးကအခုတို့ပြောတာကျွန်တော်နားကြားသလားတော့နော်ဝေးကြီးတော်တော်များများက pH 7ထက်မြင့်နေတယ်မြင့်တယ်ဒါမဲ့မြန်မာနိုင်ငံမှာကျွန်တော်တို့ခုတောက်ရည်တက်မြန်မာနိုင်ငံရည်တက်ကသူတို့ပြောတာတိုင်းကြည့်တဲ့ခါမှာ pH 7ပြည့်ခါနီးမပြည့်ဘူးတဲ့ so 6.8တော့ဘာလို့ဖြစ်မှာပေါ့နောက်နော်ဝေးမှာတော့ခုနော်ဝေးမှာကျွန်တော်ခုလာနော်ဝေးကြီး pH 7နဲ့မြင့်တော့လူတွေကခု pH 7လည်းမကြီးတော့ဘူးတို့ဒီမှာနော်ဝေးကြီးကလေဒီမှာဒါနော်ဝေးရကြီးဆိုရင်ကျွန်တော်ခုကြည့်တာ pH 7တော့မကြီးတော့ဘူးနော်ဝေးကြီးအလုံးမှာ pH 7တော့မကြီးတော့မြင့်လို့ပဲဖြစ်မှာပေါ့ဒါပေမဲ့အမေရိကမှာတော့သူကြီးတယ်အမေရိကမှာတော့ pH 7 7.5 pH 8 pH 9.2 pH 9.5အဲ့လိုကြီးတယ်ဆိုအမေရိကမှာတော့သူကြီးတယ်ဆိုတော့လေပို့ပြီးတော့ဟိုဟာဖတ်ပြီးတော့တောက်လို့ရတယ်ဒီနော်ဝေးမှာတော့သူတို့ကိုယ်တိုင်မရေးဘူးဆိုတော့ pH 7ထက်မြင့်တယ်ဆိုတော့တောက်လို့ရမယ်နောက်ခုနကြိုပြီးတော့တောက်တယ်ဆိုတာတော့မြန်မာနိုင်ငံမှာပဲကျွန်တော်ကြိုတောက်တာကြိုတောက်တဲ့အကြောင်းရင်းကတော့နော်ဝေးနိုင်ငံမှာတော့မသိဘူးလေနော်နော်ဝေးနိုင်ငံမှာကြိုတဲ့တောက်တဲ့အကြောင်းရင်းတော့မသိဘူးမြန်မာနိုင်ငံမှာကျွန်တော်ကြိုတောက်တဲ့အကြောင်းရင်းကမြန်မာနိုင်ငံရေတွေအားလုံးဟာကယ်လ်ဆီယမ်တအားများတယ်ထုံးတအားများတယ်ထုံးတအားများတော့နောက်ပြီးတော့ပိုးမွှားတအားများတယ်ပိုးမွှားတအားများတော့ကျွန်တော်ရေကိုကြိုတဲ့ခါမှာပိုးမွှားတည်တယ်နောက်ပြီးတော့ကယ်လ်ဆီယမ်ကအနေထိုင်တယ်ဆိုတော့ကြောက်ကမှကြောက်တယ်တာကြီးညော့သွားအောင်ပေါ့ကယ်လ်ဆီယမ်အကြောက်ကယ်လ်ဆီယမ်အနေကျအောင်နောက်ပိုးမွှားတည်အောင်ကြိုပြီးတော့တောက်ရတာပေါ့ကျွန်တော်မြန်မာနိုင်ငံရေမှာရေထဲမှာပါလာတဲ့ပိုးမွှားကိုပိုးသက်စီးမဖြန်းဘူးရေကျိတ်တောက်ရင်တော့ပိုးသက်စီးဖြန်းဆရာမလို့ဘူးတောက်လို့ရတယ်နောက်ပြီးတော့ကယ်လ်ဆီယမ်ကိုလည်းအနေထိုင်အောင်ကျွန်တော်ကကြိုပြီးတော့တောက်တဲ့တွင်မြန်မာနိုင်ငံမှာတော့ရေကျိတ်တောက်တဲ့လူတွေကနော်ဟိုအဲ့ဒီပိုးမွှားတန်ကနေပြီးတော့လွတ်မြောက်ခွင့်ရမယ်နောက်ကြောက်တယ်တာလွတ်မြောက်ခွင့်ရမယ်ဒါပေမဲ့အချက်တစ်ဖက်မှာပါရှိတယ်ရေကျိတ်တအားတောက်တဲ့လူတွေကတွန်းမခိုင်တော့ဘူးကျွန်တော်နိုင်ငံမှာလေကယ်လ်ဆီယမ်တအားနေတော့ပြီဆိုတော့တွန်းမခိုင်တော့ဘူးကျွန်တော်အမေဆိုရင်ရေကျိတ်ပဲနှစ်ပေါင်း3-40တောက်တော့တွန်းမခိုင်တော့ဘူးအဲ့တော့တွန်းတော့အယိုးရအောင်မခိုင်တော့ဘူးအဲ့တော့ကယ်လ်ဆီယမ်ပြန်တောက်ပြရတာပေါ့ပြန်တောက်ပြရတယ်နောက်ပြီးတော့ခုနရေနွေးနဲ့ရေအေးမှာတော့ခန္ဓာကိုယ်ကနော်ဝေးမှာတော့အေးတဲ့နိုင်ငံဆိုတော့ကျွန်တော်လည်းမသိဘူးမြန်မာနိုင်ငံမှာတော့ခန္ဓာကိုယ်ကရေအေးတောက်တာထက်ရေနွေးတောက်တာပိုကောင်းတယ်ပိုကြိုက်တယ်ဆိုလူတွေကတောက်နိုင်ရင်တော့ရေပူမဟုတ်ဘဲနဲ့ရေနွေးပေါ့ရေနွေးညအဲ့လိုမင်းအဲ့ဒါတောက်တာပိုကောင်းတယ်ခန္ဓာကိုယ်ကဟိုပုံမှန်ရေကအိမ်မှာတောက်တဲ့ဟာက 6.5 နဲ့ 9ကျိုင်းမှာရှိတယ်အော်ရှိတယ်အော်ဒါပေမဲ့ပြင်လေရေကတော့ဘာလို့ရှိတယ်8ကနဲ့ 8.2 ရှိတယ်အော်ဒါပေမဲ့တဘာဝရေကတော့ 5.0 ကနဲ့ 7.7 ဟုတ်လား 7.5အော်အဲ့ဒါတဘာဝရေနဲ့တတိထားပါအောင်နော်ဒါပေမဲ့ပုံမှန်အိမ်မှာတောက်တဲ့ဟာကတော့6.5 ကနဲ့ 9.5ဟုတ်ပြီဆိုအိမ်မှာတောက်တယ်က 6.5 ဆိုတော့အခုဒီမျိုးစစ်သူကလောက်တာလေသူကတော့ online ဆိုတော့လေပိုတိကြမယ်နောက်လူတွေပြောတာကတော့ဟိုတိတ်တိကျဆိုတော့တိကျမယ်လေဆို online တိုင်းဆိုရင် 6.5 တောက်ခင်ရတာပေါ့နောက်ပြီးတော့ 5.5 ဆိုရင်တော့ acid ဖြစ်သွားပြီ acid ဖြစ်သွားပြီ Norway die zum nur wieder die Sport ist in Norway die pending jetzt dort so 7 lang ist Dollar อ๋อ ja 9 bis 7 Jahre lang ist Dollar อ๋อ in pending jetzt dort so တော့ဒီတက်လို့ in aiding the year တော့ some ဒီလေးကြီးအစီအတမျိုးနဲ့တမျိုးကွာမကွာလည်းမသိဘူးလေနော်6.5ဟုတ်တယ်အမေရိကန်မှာတော့တအားကွာတယ်တမျိုးနဲ့တမျိုးအမေရိကန်မှာတော့အမေရိကန်တိုင်းကတော့တအားကျပြန့်တော့လေမြောက်ပိုင်းမြောက်ပိုင်းနယူးယောက်တို့ဘာလို့မြောက်ပိုင်းမှာရှိတဲ့လူတွေကတတ်ပြီးတော့လေခွေးအင်ဒီယာနာပိုလိစ်တို့ဘာလို့မှရှိတဲ့လူတွေကမတတ်တော့ဘူး
So Indianapolis တို့ Dallas တို့မှာရေးမတတ်ပါဘူး ကျွန်တော်တို့ဒီအချက်ပိုင်းပေါ့နော်အချက်ပိုင်းပေါ့နော်ဒီအချက်ပိုင်းဒီဆောင်ရပေါ်တဲ့ဒီဆောင်ပိုင်းမှာကျွန်တော်တို့ဒီမှာနေတဲ့လူကြီးကအဖက်ပိုင်းတော့နေပေါ်တယ် ဘာဟုတ်တယ်ကွာသွားလို့နော်ကွာသွားတယ်ဟုတ်တယ်အမေရိကမှာတော့တအားကွာတယ်လေအမေရိကမှာ Dallas ရေးဆိုရင်တို့ကတိတ်မမြင့်တော့ဘူးမတော့ရဲကြတော့ဘူးပေါ့နောက် Indianapolis ရေးလည်းတို့မတော့ရဲကြတော့ဘူးဒါပေမဲ့နောက်ပိုင်းရေးတော့တို့တော့ရဲတယ်လို့ရှိတယ်ဆိုတော့အမေရိကမှာတော့သူ့ရဲ့ပြည်နယ်လျောက်သူ့ရဲ့မြို့အလျောက်တို့ရေးကိုတို့ကမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကစစ်ဆေးပြီးတော့အာမခံပေးရင်တော့တောက်တာပေါ့ဒါမြို့နယ်အုပ်ချုပ်ရေးအဖွဲ့အာမမခံပေးဘူးဆိုရင်တို့လည်းမတောက်ရဲကြဘူးဒါပေမဲ့ဒီမှာတော့မြို့နယ်အုပ်ချုပ်ရေးကအာမခံပေးတော့တို့အတိုင်းတာဖမ်းလို့ရတော့ဘူးနော်ဖမ်းလို့ရတယ်ဟုတ်ပြီဟုတ်ပြီဟုတ်ပြီအစာဆောင်စုဆောင်ချင်းပေါ့နော်ဟုတ်ပြီဟုတ်ပြီစုဆောင်ချင်းမှာပါပဲနဲ့အစာဆောင်ချင်းခဲပြီးတော့နော်ဟုတ်တယ်ဒီကအစာဆောင်ချင်းတဲ့ကျွန်တော်တို့ဒီခန်းစာလေးခုထည့်ပါတော့ဒီအချီးကြီးစုကိုရတယ်ဟုတ်ပြီဟုတ်ပြီစုဆောင်ချင်းမှာပါပြီးဟုတ်ပြီဟုတ်ပြီဆိုတော့အခုကျွန်တော်ကစာဆောင်စုလုံးနဲ့နှစ်ခုစလုံးရှင်းတက်တိခံလို့နည်းနည်းအခက်အခဲရှိတဲ့အတွက်ဒီဘက်ကိုနည်းနည်းတက်တိခံတဲ့သဘောရှိတယ်စုတောင်းချင်းဘက်ကနေပြီးတော့ဒီဟာကိုလည်းကျမ်းမာစီမယ်ဒီဟာကိုလည်းကျမ်းမာစီမယ်ဒီဟာကိုလည်းကျမ်းမာစီအောင်မယ်ဆိုတော့အခုကဒီဟာကဒီဘက်ကိုနည်းနည်းအာရုံစိုက်လိုက်တာပေါ့အာရုံနဲ့စိုက်လိုက်တာပေါ့ဟုတ်တယ်အာရုံစိုက်လိုက်တာဟုတ်တယ်ဟုတ်တယ်ဟိုတတ်လောက်ခိုင်းတာမဟုတ်ဘဲနဲ့နှစ်ခုမရှင်းပြတတ်လို့ခဏဒီပဲရှင်းပြလိုက်တာဆိုတော့နှစ်ခုတွဲပြီးတော့လှုပ်တဲ့ခါမှာနော်နှစ်ခုတွဲတဲ့ခါမှာဒါတွေအားလုံးကျမ်းမာသွားနေတာပေါ့ဆိုတော့အစဆုံးတစ်ခုတည်းကြတော့အလုံးလုံးအကုန်လုံးကျမ်းမာချင်းမှကျမ်းမာမယ်တဘောဒါဆိုတော့ကျွန်တော်တို့ကဘုံတော်လိုလိုပဲရှိဆိုတာလေကျွန်တော်တို့ကမိတို့အစားဆောင်ချင်လို့ဒီမှာထင်တယ်နေတိုင်းဘယ်ပိုင်းစုလို့စုတောင်းလို့ practical လို့ပေါ့နော်ကျွန်တော်စုတောင်းလို့စစ်ခဲနေစုတောင်းချင်းအောင်အဲ့ဒါကြောင့်ခုနဆက်တော့လို့ပေါ့အဲ့တော့စုတောင်းချင်းကိုရှင်းပြတော့နည်းနည်းခက်သွားလို့ခဏမရှင်းပြသေးတာဆိုတော့စုတောင်းတဲ့ခါမှာလေဟို formal အတင်းတော်ဒီမှာတောင်းတဲ့ဟာရှိတယ်နောက်ပြီးတော့ formal ပြီးတော့ intimate ကိုဟာကိုပဲအထဲမှာတောင်းတဲ့ဟာတွေရှိတယ်ဆိုတော့အဲ့ဒါတွေရောရှင်းပြဖို့နည်းနည်းပိုခက်သွားတာပေါ့နော်ဆိုတော့ formal ဖျားเจ้าမှာတူတူတောင်းတဲ့ဟာတွေက formal တွေကတော့အားလုံးအော်ဟစ်ပြီးတော့တောင်းလို့ရတယ်အားလုံးတန်ပြီးတော့တောင်းလို့ရတယ်အားလုံးတူတူတောင်းလို့ရတယ် formal ကကျွန်တော်မှတော့ထိရောက်မှုတသက်ပေါ့နောက်ခုနပြောတဲ့စိတ်ထဲမှာတောင်းတဲ့ဟာတွေကြတော့တအားထိရောက်သွားပြီဒါပေမဲ့လူတွေကအဲ့ဒီထိမရောက်သေးတော့နားမလည်သေးဘူးပေါ့လူကလေထိရောက်လေနားမလည်လေထိရောက်တဲ့နေရာရောက်လေလူကနားမလည်လေဆိုတော့နားမလည်သေးတဲ့လူကအဲ့ဒါထိရောက်တာကိုနားမလည်သေးတော့မတုံသေးဘူးပေါ့ဒါပေမဲ့ formal ကျတော့အများနဲ့လုပ်တဲ့ဟာကျတော့လူတွေကနားလည်လွယ်တော့တုံးလာတာပေါ့တုံးလာတယ်ဆိုတော့ကျွန်တော်တို့အလုပ်အခဏပြောလုပ်ငန်းထဲမှာဆိုတော့ကျွန်တော်တို့လူထောက်ပြီးစုတောင်းဟုတ်တယ်ဟုတ်တယ်အချီပေးနိုင်မပေးနိုင်ဘူးကျွန်တော်တို့ကဆုလို့တောင်းချင်တယ်ဟုတ်တယ်ဒီတော့အစားဆောင်ချင်လို့ချင်ဆိုတော့ကျွန်တော်တို့ဘယ်လိုပုံရလို့ရမလဲဆိုတော့ကျွန်တော်စိတ်လုံးထဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်စိတ်လုံးထဲအလုပ်ထဲဆိုတော့အလုပ်ထဲမှာဟုတ်တယ်ဟုတ်တယ်ဒီစိတ်လုံးထဲလည်းရခိုင်လို့ရဖြစ်နေပြီဟုတ်တယ်ဟုတ်တယ်တစ်ဖက်လည်းရှိပြီဟုတ်တယ်ဟုတ်တယ်အဲ့ဒါကြောင့်ဟိုကျွန်တော်တို့ကငငယ်တုန်းကတော့ဆူတောင်းနည်းတင်ပြီးတဲ့အတွက်ငငယ်တော့ဆူတောင်းနည်းနဲ့တောင်းကြတာပေါ့ဆိုတော့လူတွေကတပြည့်အကျင့်ပန်သွားပြီးတော့ကြီးတဲ့ထိတုံးနေတာပေါ့နော်အဲ့ဒါတော့ formal ပေါ့ဒါပေမဲ့ကြီးတဲ့ခါမှာတော့လူထောက်ပြီးတောင်းဖို့ချိန်လည်းမရတော့ဘူးဖခင်ကြောင့်တောင်းတောင်းဖို့ချိန်လည်းမရတော့ဘူးနောက်ဆူတောင်းခမ်းမှာတောင်းပြီးတောင်းဖို့ချိန်လည်းမရတော့တဲ့ခါကျတော့ကြုံတဲ့နေရာတိုင်းမှာတောင်းလာတော့မယ်အဲ့မှာတော့ထိရောက်တဲ့ဟာလိုလာပြီဆိုတော့ကိုကသဘောပေါက်ဖို့ရတဲ့ပါလေအတိတ်ပေကိုနားလေလေအဲ့လိုလုပ်တတ်လေပေါ့ဆိုတော့ကျွန်တော်ကဆူတောင်းအတိတ်ပေကိုနားလေလေနော်တိတ်စိတ်ဆိုတောင်းဖို့ရသဘောပေါက်လေပေါ့စိတ်ထဲမှာလေဟိုးလူထိနာခန္ဓာတိသဘောဆူတောင်းမှုနားလေလေပေါ့ဒါပေမဲ့ညင်ရုံကတော့ဒီအပြင်လောက်ပဲနားလေလေခုတော့တဖြည်းဖြည်းနဲ့အတွင်းဝင်လာမှာနောက်ပိုင်းတကယ်နာခံတဲ့လူကတော့ပြင်ပကအခွင့်အရေးပေးမပေးတောင်းလို့ရသွားပြီပေါ့ချင်းနေပေးမပေးတောင်းလို့ရသွားပြီပေါ့ဟုတ်ကဲ့အစာဆုံးတဲ့ဟာညနေမှာအစာဆုံးတယ်မဟုတ်ရင်မနေ့မှာအစာဆုံးတယ်ရှိတဲ့ဟာမိချင်တာဘာလို့တက်
တဲ့လူတွေကတတိထားရမယ်ဟာအများကြီးရှိတယ်ဟုတ်တယ်ပြောကြတာဟုတ်တယ်အဲ့ဒါနံပါတ်2နံပါတ်3နံပါတ်1မဟုတ်ပဲနံပါတ်2နံပါတ်3မှာပြောမယ်ဆိုရင်နံပါတ်2နဲ့နံပါတ်3ဆောင်တဲ့လူတွေက3ရက်ဆောင်ရင်3ရက်လုံးလုံးကိုအမှားမစားနဲ့ဦးအပြော့ပဲစားဦးအဲ့လိုမျိုးအဲ့ဒါမဟုတ်ပဲလေအခုကညနေပိုင်းမှာအစာဆောင်တယ်ဆိုတော့အဲ့ဒါတတိထားဆရာညနေပိုင်းဆောင်တဲ့လူကတော့တတိထားဆရာသိမရှိဘူးမနေ့ထတဲ့ခါမှာလေထတာလည်းကြိုက်တာစားလို့ရပြီဒါစားလို့အဲ့တော့တအားပူပြီးတော့ဆောင်ဆရာပူနေတယ်ဟုတ်ပြီဒါဆိုရင်တနာ7နာရီအတွင်းမှာအခုဒီကနေ့စားလို့ဆိုရင်အခုက4နာရီပေါ့4နာရီည4နဲ့ညဖက်4နာရီမိနစ်ခံ4နာရီအထိကတရက်ပေါ့တရက်ဟုတ်တဲ့အတွက်တရက်ပြီးတဲ့တစ်ခါမစားရဘူးပေါ့အဲ့ဒါနံပါတ်2နဲ့နံပါတ်3ပေါ့2နဲ့3 2နဲ့3မှာတရက်2နဲ့3မှာတရက်ပြည့်အောင်ဆောင်တယ်ဆိုတာလေသူက24နာရီပြည့်မှခုနက12နာရီဖြစ်နိုင်တယ်နော်12နာရီဖြစ်နိုင်တယ်နော်တဝက်ဖြစ်နိုင်တယ်နော်တဝက်ဖြစ်နိုင်တယ်ဘာလို့ညနေပိုင်းမှလားညနေပိုင်းမှလားညနေပိုင်းမှအဲ့ဒါညနေပိုင်းဆောင်တဲ့လူကလေအဖတ်ဆောင်ရင်အရေတောက်လို့ရတယ်တဘောပဲနောက်ပဲအရေဆောင်ရင်ရေတန့်တောက်လို့ရတယ်တဘောပဲဒါပေမဲ့ကျမကြီးထိရောက်ပုံမတူဘူးပေါ့ထိရောက်မှုကွာသွားတာပေါ့ထိရောက်မှုကွာသွားတယ်ဆိုတော့ဥအောင်နဲ့ဗန်မေးတဲ့မြေခွန်းကညနေပိုင်းဆောင်မယ်ဆိုရင်ဒီကလေးထမင်းဆောင်မယ်အဖတ်ဆောင်မယ်ဆိုရင်အရေတောက်လို့ရတယ်နောက်သဘောပေါက်လာပြီးတော့အရေပါဆောင်မယ်ဆိုရင်ရေတန့်တောက်လို့ရသေးတယ်အဲ့လိုရသေးတယ်ဟုတ်ပြီနောက်ပြီးတော့အောင်လင်တို့မိတဲ့မြေခွန်းကြတော့7နာရီလာလို့7နာရီမြတ်ဖြစ်မလားမသိနော်ညနေ4နာရီနဲ့မနေ့4နာရီဆို7နာရီဖြစ်နေတယ်နော်24မပြည့်သေးတာဖြစ်နေတယ်ဟုတ်တယ်တဝက်ဖြစ်နေတယ်တဝက်ဖြစ်နေတယ်ဆိုတော့အဲ့ဒါကြတော့ဟို2နဲ့3မဟုတ်ဘူးဆိုရင်တော့တစ်မှာတော့အောင်လင်တို့ခုမိတဲ့မြေခွန်းကြတော့လေညနေ4နာရီမနေ့4နာရီ7နာရီဖြစ်နေတယ်ဟုတ်လားညနေပိုင်း4နာရီဖြစ်တယ်24နာရီကိုရှောင်းတယ်တစ်ခါစားတရက်တစ်ခါစားပေးမယ်ပြီးတော့ပြားရှောင်းမယ်လေတော့စိတ်တော့အကြိုက်ရှောင်းမယ်အဲ့ဒါရတာပဲလေဖြစ်နိုင်တယ်အဲ့ဒါဖြစ်နေတယ်အခုကကျွန်တော်တို့ပြောတာလေကျွန်တော်တို့ပြောတာရှောင်ပြီးသားသူများရဲ့ရှောင်ပုံရှောင်နည်းတွေပဲဟုတ်တယ်ရှောင်ပြီးသားလူတွေရှောင်ပုံရှောင်နည်းပြောတာပဲရှိတယ်ကြိုက်တယ်လို့လုပ်လို့ရတယ်လုပ်ပိုင်ခွင့်ရှိတယ်သိနိုင်တယ်ဟုတ်တယ်ကျွန်တော်တို့ဒီကဘာအကြီးတော့နော်အကြီးတော့မစားဆောင်တော့တခါတည်းနဲ့စားလို့ရတယ်ပြောချင်တာတခါတည်းအစာကိုပြတ်ပြီးမှအရေးပဲတောက်ပြီးတော့ဆောင်းလို့ပြောတာခါတဲ့ဟောဆိုဒီမှာကင်းပေါ့နော်ကျွန်တော်တို့စာအေးကိုတက်ပြီးမှစာအေးတက်တယ်အဲ့ဒါဟုတ်တယ်အဲ့ဆိုဒါဆိုဘလို့စာရမယ်အဲ့ဒါဆိုတော့အခုဆရာကလေ1နဲ့2နဲ့3မှာတခုလက်ညှိုးထိုးပြီးတော့ပြောရင်ပူပြီးတော့နှစ်ဟုတ်တယ်နမအဲ့ဒါအရေးမဟုတ်ဘူးရေးအရေးမဟုတ်ပဲနဲ့အရေးကတော့နံပါတ်1မှာနောက်အခုနအရေးနဲ့ရေကိုအရေးကနံပါတ်1မှာပဲတောက်လို့ရတယ်နံပါတ်2မှာပဲရေတန့်ပေါ့ရေတန့်နံပါတ်1ကကျွန်တော်တို့စားအောင်ဆိုရင်အဖက်ကခါထဲနဲ့ဆောင်ရပြီးတော့ဖြည်းချင်းနံပါတ်2ကတော့တခါတည်းဖတ်ဖြတ်ပြီးတော့လေရေတန့်တောက်လို့ရတယ်အဲ့ဒီမှာခုနပြောတဲ့ဆရာမလို့ပြောတဲ့ဟာဟိုကသူပြောတာမှန်တယ်ဒါပေမဲ့ရေတန့်တောက်ပြီးတော့လေacid မစားတော့ဘူးဆိုရင်လေအဆိုင်က acid မရှိတော့ဘူးဆိုမကြိတ်တော့ဘူးမကြည့်တော့ဘူးအဆိုင်ကအစာချီတာလေ acid ရှိမှ acid မရှိမကြည့်တော့ဘူးပျောက်သွားပြီ3ရက်တော့စာရှောင်နေပဲ
အဲ့ဒါနံပါတ်1နံပါတ်2ဟုတ်တယ်နံပါတ်2 ပြန်စားတဲ့အခါကျရင် နံပါတ်2ကတော့3ရက်ဆောင်ပြီးတော့နားရင်လေအဲ့ဒီ acid မြက်ပြန်ထိန်တော့ပိုက်နာတယ်ဆိုတော့ acid မရှိအောင်နည်းနည်းလေးနဲ့ပြန်စားပြီးတော့သူက acid ကလေထမင်းမြက်စားမှအများကြီးလိုတယ်အဲ့လို acid ကိုရှော့နေတော့ရှော့ဖို့ ဒီမှာလူတီးရတော့ဘာဒီကကျွန်တော်တို့ဒီအကြီးပဲတော့ပြီးမှအစားရှောင်တော့မဆိုကျွန်တော်တို့အဲ့ဒီထဲမှာရှောင်ရှာပေါ့ရှောင်ရှာဒီပါရှိတယ်ဆိုပို့ပြပါဆိုအချားနေပေါ့နော်ဥပုပ်ဝင်တော့မဆိုတော့အချားနေကကျွန်တော်တို့ရှောင်ရမယ်ပဲပို့ပြပါတာနော်ကျွန်တော်ဥပုပ်ဝင်တော့မဆိုအဲ့ဒီမှာကျွန်တော်တို့ဒီမှာပါရှောင်ရမယ်ပေါ့နော်အဲ့ဒါခုနပြောလားနံပါတ်2လား အဲ့ဒီမှာ အဲ့ဒါခုနရှောင်းနိုင်တဲ့မျှအလုံးကောင်းကြည့်ရတယ်ရှောင်းနိုင်တဲ့မျှအလုံးကောင်းကြည့်ရတယ်ဒါပေမဲ့လူကတယောက်ကြောက်မတူဘူးပေါ့နော်မတူဘူးပေါ့ရှောင်းပုံတယောက်ကြောက်ဟိုအကြမ်းမရှောင်းနိုင်တဲ့လူရှိမယ်အမြင်မရှောင်းနိုင်တဲ့လူရှိမယ်ပေါ့မတူဘူးပေါ့ဒီပေါ့အေးပေါ့အဲ့ဒါရဆက်ပေါ့အဲ့ဒါမိမိရှောင်းနိုင်တဲ့လောက်ရှောင်းလို့ရတယ်ဆိုတော့ရှောင်းနိုင်တဲ့လောက်ရှောင်းပြီးတော့ခုအဲ့ဒါမှစပတ်ထိတော်လို့ရတယ်ပေါ့စပတ်ကြတော့ဘာမှမလက်ခံတော့နားယူရပြီတော့အိတ်ယုံပဲအိတ်တော့အဲ့ဒါရတယ်ဆိုတော့စပတ်ဆိုရင်တော့ဟိုစုလည်းမတောင်းနဲ့တော့ပေါ့နားတော့ခုကျွန်တော်တို့စပတ်တွေကအဲ့လောက်ထိနားမလဲတည်တဲ့လူတွေကတော့စပတ်ကိုသူကကောင်းကင်ရောက်ဖို့ဆိုပြီးတော့ဘာသာရေးမြင်နေတော့တာပေါ့တကယ်တမ်းဆိုတော့ဘာသာရေးမြင်နေမဟုတ်ဘဲနဲ့ခုနအညစ်ကြီးတွေအားလုံးတန်ရှင်းစေနေတဲ့တွိုင်းတော့တားထိရောက်တယ်ဘာသာရေးမြင်နေကြတော့တတ်ပေါ့နော်သူတို့ရဲ့တော့ထင်ပေါ့ခုနရှောင်ပြီးလို့ဆိုတော့ခုနကဒီပေါ်မှာဖက်နေနေပြန်စားတဲ့ခါမှာနံပါတ်2ဆိုရင်လေနံပါတ်2ကရေတက်မဲ့တောက်ပြီးတော့3ရက်ဆောင်ရင်နောက်နားပြီးတော့3ရက်ကိုလေစားမစားနဲ့ငရုတ်တီးမစားနဲ့လက်ဖေးမတောင်းနဲ့အချိုမစားနဲ့အချင်းမစားနဲ့အဆက်မစားနဲ့လို့ပေါ့ဆိုတော့အချိုအချင်းဆက်မပါတော့ခုနဟိုအင်္ဂလိပ်ကအက်ကလိုက်ပေါ့ဆံပြုတ်ကြီးပေါ့အဲ့ဒါစားရင်3ရက်လောက်စားရင်ထိရောက်တယ်တဲ့ဒါပေမဲ့စားရမယ်တော့မဟုတ်ဘူးထိရောက်တယ်ပေါ့ဒါပေမဲ့အခုလူတွေကမစားဘဲနဲ့လည်းနေတယ်ထိရောက်မှာပါဒါပေမဲ့ရေရှည်အတွက်ပိုက်နာတတ်တယ်ပေါ့ပိုက်နာတတ်တယ် Okay so Thank you